ကျေးဇူးပြုသိခံပေးပါရှင်ကိုကျုပ်ကြီးကတော့ Zoom ကနေပြီးတော့အထူးတလဲပါဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ခဏလေးအချိန်ပေးလို့ရန်တော်နေတာရက်ခင်ချင်ပါတယ်ကျေးဇူးတင်ပါတယ်No,
လူချင်းချင်းများရှင်လေးစားရပါတော့ဒုဗိုလ်ချုပ်ကြီးအားကြိုဆိုကြပါရဲ့အားလုံးကျေးဇူးပြု၍မတ်သက်ရပ်ဖေဖို့ရန်အတွက်မေတ္တာရပ်ခံချင်ပါတယ်ရှင်အားလုံးလက်ခုပ်ဩဘာအားဖြင့်ဗိုလ်ချုပ်ကြီးအားကြိုဆိုကြပါရဲ့မေတ္တာရပ်ခံချင်ပါတယ်ရှင်ကျေးဇူးပြု၍ထိုင်နိုင်ပါပြီရှင်Hello. Con sẽ không kéo ready sĩ. Ok, nó có thứ quả để ready để xảy ra rồi. Đây là rồi. Thứ quả nào được hết? Thứ quả nào sẽ là gì? Nào đi. Để thôi chặt ở đây. Chặt cái cổng ra cứ để rơi rồi. Ok. Máy sẵn. Ý ra nó dần đến cái điện chỗ này. Anh để về đây. Điện chỗ giá ấy, chú bảo vệ. Anh để của nó mình tăng dựng ra. Chỉ tôi bạn làm xong lần sự nhiều cái đấy. Thế đó thì anh để ghép tập luôn à. Thì có miếng sẵn thì không cả chế. Và cả bộ sao miếng nhìn mông. Để có rõ ràng con cái. Ý tính rề. Thì điện chỗ giá ấy, chú bảo vệ tăng dựng phải chế chú tôi mấy. Vậy nóส่วนตัวว่าจะลูกใครดูน้ำดูลมได้ที่อันเดียอมพาก็นะอันเดียดูลมแค่หมูอินเดียก็นะที่ทุ่มสกลอลำจุ่มอยู่กับเรื่องแต่น่าสนใจเห็นตัวเลยอยากอันเดียแค่เราหมดเรื่องที่อยากอันเดียถึงจะน่าก็ไอ้แล้วก็อยากทิ้งแค่ก่อนนะอันเดียอยู่กับบ้าแค่อันเดียมุสลิมแค่กุญแจสังกัดสมญานำดูต่อชะกับเรื่องที่จุกว่าใส่ 우수와 저는 믹스친 말에 저는 남에가 숨군 모두 커버래 저는 TIU마 저는 TIC의 드디어 옥타 띠 아니네 답은 탄사운가 피바래 저는 뒤로 뛰자를 삼아 저는 가서 되면 앞에는 믹스 본도래 로 팀하네 우수와 TIOနဲ့အရင်မိတ်ဆက်ပေးချင်ပါတယ် KIO လို့ပြောတဲ့အခါမှာကျွန်တော်က Kachin Independence Organization လို့ကျွန်တော်တို့ခေါ်တာဖြစ်ပါတယ်မြန်မာလိုတော့ကျွန်တော်တို့အရင်သိတယ်လို့တစ်ခါတည်း2မျိုး3မျိုးရှိပါတယ် Kachin လွတ်လပ်ရေးအဖွဲ့ဒီခါတည်းတော့လည်း Kachin လွတ်မြောက်ရေးအဖွဲ့သုံးပါတယ်ဒီညမှာကျွန်တော်ကကချင်လို့တုံးတဲ့အခါမှာကျွန်တော်တို့မြို့ပေါ်လူသူတွေနဲ့တခါကျကျွန်တော်တို့နားလည်မှုမှလည်းကျွန်တော်တို့တေချာမိရတဲ့အနေအထားတွေလည်းရှိပါတယ်ကချင်လူမျိုးလို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ကချင်လို့ဆိုကျွန်တော်တို့ဟာဝန်ပေါင်းလို့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်တရားကြီးအတုံးလုံးကတော့ကချင်လို့ပြောတာကဂျင်းခေါ့လူမျိုးနွယ်စုကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကျွန်တော်တို့ကချင်လူမျိုးတွေရဲ့အမိုင်းကြောင့်ပါအမှန်တန်ရှိရတဲ့ဒီမွန်ဂိုဒါဇတ်ကနေကျွန်တော်ဆင်းလာတယ်အရင်ကတော့ဒီကျွန်တော်တို့တိဘက်လူမျိုးမှာကျွန်တော်တို့ဆရာကြီးကျွန်တော်ပြောနေတဲ့ချမ်းလို့ပြောတဲ့ဒီကျွန်တော်တို့လူကြိုင်းအုပ်စုပေါ့လူကြိုင်းအုပ်စုမှာကျွန်တော်ပါတယ်
အဲဒီကနေကျွန်တော်ကမွန်ဂိုဒီတက်နေနဲ့ကျွန်တော်ကတိုက်ပွဲတွေမှာလူရိုင်းအုပ်စုတွေပါတယ်Roman Empire ဝင်လာတဲ့အချိန်မှာတိုက်တဲ့နေရာမှာကျွန်တော်လူရိုင်းအုပ်စုဆိုတဲ့အထက်မှာကျွန်တော်ပါတယ်နောက်ပိုင်းသမိုင်းကိုပြန်ကြည့်တဲ့အခါမှာဒီကိုရီးယားကိုယောခစ်မှာဒီဆိုးလို့ပြုံရန်လို့ပဲအထီးကျွန်တော်တိုက်တဲ့တိုက်ပွဲတွေမှာပါဝင်ခဲ့တော့တွေ့ရတယ်အဲဒီကနေပြန်ရှင်းလာတဲ့အခါမှာကျွန်တော်ကတရုတ်ပြည်မှာနှစ်ပေါင်း1000ကျော်တော့ကျွန်တော်နေကြတယ်မဟာဒရိုင်းဒီဆောက်တဲ့အချိန်မှာကျွန်တော်ဟာမိမိရဲ့ကိုယ်ကိုယ်ယုံကြည်မှုကိုလွတ်လပ်စွာကိုယ်ကိုယ်ခွင့်မရှိတဲ့အခါမှာယခုကျွန်တော်တို့နေထိုင်တဲ့အချိန်ပြည်ကိုကျွန်တော်ပြောင်းရွှေ့လာအဲဒီကနေတော့ဒီအထိကျွန်တော်ကဒီကျွန်တော်ရဲ့အချိန်ပြည်လို့ကျွန်တော်တို့ခေါ်တဲ့ဒီကျွန်တော်ရဲ့အချိန်ဒေတာမှာနေထိုင်ခဲ့ကြတာဖြစ်တယ်တော်တော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့အချိန်မျိုးလို့ပြောတဲ့အခါမှာကျွန်တော်တို့တရားတော်ကတော့9မျိုးကိုကျွန်တော်တတ်မှတ်ပါတယ်မြို့ပေါ်လူချို့တချို့ကတော့6မျိုးလို့ပြောတယ်ဒါနဲ့ကအငင်းပွားစရာမဟုတ်ပါဘူးတခါတလေမှာကျွန်တော်တို့ဖြည့်ရှင်းလို့မရနိုင်သေးတဲ့အချက်တွေကိုကျွန်တော်ချန်ထားဖို့လိုပါတယ်ကျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံကြီးဖြစ်တဲ့ပြည်တမရတွေကတောင်တရုတ်ပြည်လေအရေးကိုဖြည့်ရှင်းဖို့ခက်တဲ့အခါမှာအရင်တမရညမင်းကမှပါပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မဖြည့်ရှင်းနိုင်သေးတဲ့ပြဿနာများကိုတဲ့နောက် generation အတွက်ခြံထားပြရအောင်လို့ပြောပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ကလည်း6မျိုးလား9မျိုးလား10မျိုးလားဆိုတာကိုနောက် generation တွေကိုခြံထားပြဖို့လိုပါတယ်လောလောဆယ်ကျွန်တော်တို့တရားရောတော့9မျိုးလို့ပြောပြီးမြို့ပေါ်လူထုတချို့ကတော့6မျိုးလို့ပြောပါတယ်နောက်ပြီးကျွန်တော်တို့ကဒီကချင်လူမျိုးများကမိမိတို့ရဲ့ဒေတာအများကိုပြည်လို့ခေါ်ပါတယ်ကျွန်တော်ကချင်လို့ဆိုမုံကာနိုင်ငံတိုင်းပြည်ကိုပြောတာမဟုတ်ဘဲနဲ့ပြည်လို့ခေါ်တယ်ဒီကျွန်တော်ရဲ့ဒီသက်ဆိုင်ရာပြည်ဒေတာကိုကျွန်တော်တို့ကသက်ဆိုင်ရာဒီဘွားနဲ့သက်ဆိုင်ရာအသိဉာဏ်ကကျွန်တော်ဒီမှာပတ်သက်မှာအုပ်ချုပ်နေတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့နောက်ပိုင်း KIO ကိုဖွဲ့စည်းတဲ့အခါမှာကချင်ဆိုတဲ့ဝါဟာရနဲ့ကျွန်တော်သုံးတာဖြစ်ပါတယ်ဂျင်းဖို့ဆိုတဲ့ဟာမျိုးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ independence ဆိုတဲ့စကားလုံးကိုလူတော်များများကအသိပဲဖွင့်ဆိုတဲ့အခါမှာကျွန်တော်တို့ကတော့ဒီကချင်တို့ရှမ်းလို့ပေါ့နော်လွတ်လပ်ခြင်းဖိနှိပ်ချုပ်ချယ်ထားတဲ့အရာမှန်သမျှကနေလွတ်မြောက်ရမယ်ဆိုတဲ့ကျွန်တော်တို့ concept နဲ့ကျွန်တော်မဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော် State Department ကိုရောက်တဲ့အခါမှာ UN ကိုရောက်တဲ့အခါမှာဒီ New York မှာကျွန်တော်မေး independence ဆိုတာဘာလဲလို့မေးတယ်ဒါကြောင့်ကျွန်တော်က2013မေလကုန်ပိုင်းမြစ်ချနာမနောကွင်းမှာကျွန်တော်လူထုနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ကြီးညာချက်တစ်ခုရှိတယ်ကျွန်တော်တို့ထောက်ပြပါတယ်အဲ့ဒီမှာမြန်မာနိုင်ငံအစိုးရလက်ရှိအချိန်မှာဦးသိန်းစိန်အစိုးရရဲ့ကိုယ်စားလှယ်များဖြစ်တဲ့ဦးအောင်မင်းတို့ဒီ UN ကကိုယ်စားလှယ်မစ္စတာနန်လီယာတို့တရုတ်ကိုယ်စားလှယ်တို့ဂျပန်ကိုယ်စားလှယ်တို့နဲ့နိုင်ငံရေးပါတီများကချင်ပြည်နယ်နဲ့ပြည်နယ်အသီးသီးဌာနဆိုင်ရာအကြီးအကဲများနဲ့တော်လှန်ရေးအဖွဲ့အစည်းများအများကြီးပါပါတယ် independence ဟာ freedom နဲ့ liberty ဖြစ်တယ်လို့ကျွန်တော်ပြောပါတယ်ဒါကြောင့် State Department မှာကျွန်တော်တို့ independence ဆိုတာက freedom and liberty ဖြစ်တယ်လို့အဲ့ဒါကျွန်တော်တို့ရှင်းပြခဲ့တာရှိပါတယ်ဒါကြောင့် KIO လို့ပြောတဲ့အခါမှာ independence ဟာကျွန်တော်တို့ရဲ့ဖိနှိပ်ခြင်းကနေအားလုံးလွတ်မြောက်ရမယ်ဆိုတဲ့ concept နဲ့ကျွန်တော်တို့သွားတာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ KIO မှာအခြေခံအဖြစ်ယုံကြည်ချက်အခြေခံမူပန်းတယ်လည်းချမှတ်ထားပါတယ်တချို့ကကျွန်တော်တို့KIO ဘာလို့ပေါ်ပေါက်လာရတယ်ဆိုတာကိုလူတွေကနိုင်ငံရေးသမားတွေကပေါ့အထူးသဖြင့်နိုင်ငံရေးသမားတွေကပုံဖော်တယ်ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ်ကြီးညာတဲ့အတွက်ကြောင့်မလို့ဒီကချင်လူမျိုးများဟာတော်လှန်ရေးလုပ်တယ်လို့တချို့ကပြောတယ်တချို့ကတော့ပညာမတတ်လို့တော်လှန်ရေးလုပ်တယ်လို့ပြောတယ်တချို့ကတော့တရားစာစာကြောင့်လို့ပြောတယ်တကယ်တော့1949ခုနှစ်ပြည်လုံးစာချုပ်
ကျွန်တော်တို့ကအချိန်မခံပဲဒီအဲ့ဒီအချိန်မှာအစိုးရဖြစ်တာဝင်ယူတဲ့လူတွေကခတိကိုပြတ်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာအချအဖြစ် notes ကိုကျွန်တော်တို့ရေးထားတာကတော့1949ခုနှစ်တွင်ချုပ်ဆိုခတိကိုပြုခဲ့ကြတော့ပင်လုံစာချုပ်ကိုအခြေခံတဲ့ဘုရားတော်ဆိုင်ရဲ့ဂတိစကားများကိုတန်ဖိုးထားတယ်။ဒါကြောင့်1948ခုနှစ်မြန်မာနိုင်ငံလူ့အရေးရယူတဲ့အခါမှာတောင်ကြားမြေပြန့်ပေါင်းစည်းပြီးကျွန်တော်တို့ပြည်တော်စုအသစ်ဖွဲ့စည်းတဲ့အခါမှာကျွန်တော်တို့ကချင်လူမျိုးများပါဝင်လာတယ်။ကချင်လူမျိုးလို့ပြောလိုက်တဲ့အခါမှာကချင်လူမျိုးတစ်မျိုးတည်းပါဝင်လာမဟုတ်ပါဘူး။အဲ့ဒီချိန်မှာကျွန်တော်တို့ပင်လုံစာချုပ်ရဲ့သဘောတရားဟာနေမီအဝန်းအဝိုင်းကိုစားပြုတဲ့လက်မှတ်ရေးထိုးမှုဖြစ်ပါတယ်။ရှမ်းယူနစ်ကိုအခြေပြုတဲ့စာချုပ်မှာရှမ်းကောင်းဆောင်များကလက်မှတ်ရေးထိုးတယ်လို့ကချင်ယူနစ်ကိုအခြေပြုတဲ့ကိုစားပြုတဲ့အနေနဲ့ကချင်ဂျိုဝါဒီများကလက်မှတ်ရေးထိုးတယ်ထိုနည်း၎င်းချင်းပြီးဟာလည်းအဲ့လိုပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီချိန်မှာနိုင်ငံရေးအရာကျွန်တော်ကအဆူဖွဲ့တချို့တိုင်းနာမည်မပါဘူးဆိုတော့နိုင်ငံရေးအခြေအနေအရဖြစ်ပါတယ်ဒါကျွန်တော်လူကြီးများအားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ဒီလိုပြည်လုံးစာချုပ်မှာပါတဲ့ဂတိကိုတွေကိုလစ်လျူရှုပြီးနိုင်ငံရဲ့အစိုးရအချက်ချက်ကရခိုင်ကိုလိုနီစနစ်ရဲ့ပုံစံကိုအမွေခံတယ်လူမျိုးချင်းဝါဒကျင့်သုံးလာနေကြပြီလို့ကျွန်တော်တို့ခံစားလာရတာအဲ့လိုခံစားလာရတဲ့အခါမှာခုနပြောလို့ပဲကျွန်တော်တို့ကဖိနှိပ်ခြင်းချုပ်ချယ်ခြင်းအားလုံးကနေလွတ်မြောက်ရမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ KIO ကိုဖွဲ့စည်းတည်ထောင်တာဖြစ်ပါတယ်လက်တော်အကြောင်းအရာများဖြစ်တဲ့ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးညာလာလို့စသဖြင့်ဒီလိုအကြောင်းများဟာတော့လက်တော်အကြောင်းများတာဖြစ်ပါတယ်အခြေခံအကြောင်းတရားကတော့ပြည်လုံးဂတိကိုမလိုက်နိုင်လို့ဖြစ်ပါတယ်အဲ့တော့ KIO စသဖြင့်ဒီထောင်တဲ့အခါမှာကျွန်တော်တို့က KIO ဟာကချင်ပြည်မှာရှိတဲ့ကချင်လူမျိုးများနဲ့အခြားသောဌာနေသားများကချင်ဒေသမှာရှိတဲ့ပြည်သူလူထုများအားလုံးကိုစားပြုတယ်လို့ခံယူတဲ့အဖွဲ့ဖြစ်တယ်တခါတလေမှာကျွန်တော်တို့မေးတယ်ခင်ဗျားတို့ကဘယ်သူကအတိမတ်ပြုတ်တယ်လဲလို့ပြောရင်အတိမတ်ပြုတ်ခြင်းမပြုတ်ခြင်းဆက်ကျွန်တော်တို့ဟာအားလုံးကိုစားပြုတ်တယ်လို့ကျွန်တော်ခံယူတဲ့အဖွဲ့ဖြစ်တယ်ဒီလိုကိုစားပြုတ်တယ်လို့ခံယူပြီးတော့ကျွန်တော်ဘာလုပ်တယ်ဆိုတော့လွတ်လပ်ပြီးတရားမျှတမှုရှိဖို့အတွက်တော်လှန်ရေးကိုဦးဆောင်တဲ့အဖွဲ့ဖြစ်တယ်လို့ခံယူတာဖြစ်ပါတယ်တခါတလေမှာကျွန်တော်ခဏအမိခံရတယ်ဘယ်လို mandate နဲ့ခင်ဗျားတို့ဒီအလုပ်ကိုလုပ်တယ်လို့အမိခံရတယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်အကုန်ပိုင်းမှာဒီကျွန်တော်တို့အချင်းလူလူနဲ့တွေ့တဲ့အလိုက်စားအစည်းအဝေးမှာကျွန်တော်ပြောတယ်ကျွန်တော်တို့ကိုတခုလုပ်လိုက်ရင်ဘယ်သူ mandate နဲ့လုပ်တယ်လို့လူထုကခဏမင်းတယ်တိုက်ပွဲမှာကြာဆုံးသွားလို့ရှိရင်ဘယ်သူ mandate နဲ့ကြာဆုံးတယ်လို့ဘယ်သူမှမမေးဘူးလို့ကျွန်တော်ကremind လုပ်ပါတယ်ဒါကြောင့် TIO ကကျွန်တော်တို့ဒီလိုခံယူချက်နဲ့တွားလာဖြစ်ပါတယ် TIO ရဲ့နိုင်ငံရေးဦးတည်ချက်ကတော့ဒီကိုလိုနီစနစ်ပုံစံနဲ့အုပ်ချုပ်တဲ့အစိုးရအများကိုအပြည့်အပိုင်တော်လှန်ရမယ်ပြီးလို့ရှိရင်တန်တူရှင်တွဲနေထိုင်ပြီးပြည်သူလူထုမှာအချုပ်အခြာအာဏာရှိတဲ့ Federal Democracy ပြည်တော်စုထူထောင်ရမယ်ဆိုတဲ့ပန်းတိုင်ဖြစ်ပါတယ်ဒီပန်းတိုင်ကိုရောက်ဖို့ကျွန်တော်တို့ဟာအချက်၄ချက်လောက်ကိုဥပမာပြောချင်ပါတယ်နံပါတ်1ကတော့ပြည်သူတို့ရဲ့အင်အားနဲ့ချစ်တဲ့ရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့အခြေစွဲရှင်းစရာလိုပါလို့အင်အားအလုံးစုံဟာပြည်သူမှာပဲရှိပါတယ်တော်လှန်ရေးအဖွဲ့များဟာအလုံးလုံးတဲ့လူတွေဖြစ်တယ်အစိုးရအဆိုတဲ့လူတွေဥဆောင်တဲ့လူတွေကတော့ပြည်သူရဲ့ကိုယ်စားလုံးလုံးတဲ့လူတွေဖြစ်တယ်သို့တော်လည်းပဲအင်အားအလုံးစုံကပြည်သူထဲမှာရှိတဲ့ကြောင့်လို့ပြည်သူတို့ရဲ့အင်အားနဲ့ချစ်တဲ့ရမှာဖြစ်တယ်နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်ပြီးပေါင်းစပ်နိုင်ရမှာဖြစ်ပါတယ်ဒါမှလည်းတကယ်အောင်ပွဲအမှန်ကိုရမှာဖြစ်ပါတယ်နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်ပြီးမပေါင်းစပ်နိုင်ဘူးဆိုလို့ရှိရင်အောင်ပွဲအမှန်ကိုမရဘဲနဲ့ငြိမ်းချမ်းရေးကတော့ရနိုင်ပါတယ်ငြိမ်းချမ်းရေးကိုပြောရင်တော့မှတိုက်ပွဲတွေမရှိတဲ့ငြိမ်းချမ်းရေးမျိုးပဲဖြစ်ပါတယ်နောက်တစ်ချိန်ပြန်ဖြစ်ပေါ်လာမဲ့တိုက်ပွဲအတွက်ပြင်ဆင်နေတဲ့ကာလကိုကျွန်တော်တို့ကငြိမ်းချမ်းရေးလို့နားလည်ခေါ်ဆိုပြီးတော့မြန်မာနိုင်ငံမှာဒါတော့နှစ်ပေါင်းအများကြီးကြွတ်တက်ရမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်ကြီးပေါင်းစပ်နိုင်ရမှာဖြစ်တယ်ဒီလိုပြောလိုက်တဲ့အခါမှာတချို့မီဒီယာများနဲ့တချို့နိုင်ငံရေးသမားများက
KIO ဟာမကြခင်ဒီနေပြည်တော်အစိုးရနဲ့စကားပြောတော့မလားဆိုတဲ့မိကုန်းတွေတခါလေခေါင်းထဲကိုရောက်လာတတ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့သမိုင်းအတွေ့အကြုံရဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အသက်ပွဲတွေကြည့်တဲ့အခါမှာ win-win ဆိုတာမရှိခဲ့ဘူးအရှိတောင်အာရှမှာတော့တော်တော်ရှားပါတယ်ဘယ်သူနိုင်လဲဘယ်သူကရှုံးတယ်ဆိုတဲ့အနေအထားမျိုးနဲ့ကြော်ဖြတ်လာရတဲ့အခါမှာဒီကနေ့အထိကျွန်တော်တို့အသက်ပွဲတွေကိုဘယ်သူနိုင်ပြီးဘယ်သူရှုံးမှလဲဆိုတဲ့အတွေ့နဲ့ကျွန်တော်တို့အရှိကိုသွားနေရတာဖြစ်တော့စီရင်တဲ့နိုင်ငံရေးကိုခန့်ချစ်ညီပေါင်းဆက်ရမယ်လို့ပြောတဲ့စာကြောင်းလေးတစ်ကြောင်းကိုအကောင့်ထဲဖွဲ့ရအင်မတန်ခက်ပါတယ်တစ်ဖက်စလုံးပေါ့ဒီကျွန်တော်တို့နားလည်ဖို့လိုပါတယ်အဓိကတော့ဒီကျွန်တော်တို့ရဲ့အသိပညာပေါ့ဒီအခြေခံအသိပညာတွေကလည်းတူညီဖို့လိုပါတယ်ကျွန်တော်တို့တစ်ခါတည်းမှာစကားဝိုင်းမှာကျွန်တော်ပြောဖြစ်ကြတယ်ဥပမာမင်းတို့နဲ့ကျွန်တော်တို့ NCCT UNFC ဆိုပြီးမှကျွန်တော်တို့တွေ့ဆုံနေကြတဲ့အချိန်မှာပဲစောင်းလေးတို့ကရောင်းကောင်းလာတဲ့အချိန်ဖြစ်တယ်ငါအထင်ကြီးကိုဘယ်လိုရွှေ့လဲဆိုတဲ့စောင်းလေးပေါ့ Who Move My Cheese အဲ့ဒီအချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေကဒီစောင်းကိုအလူအယက်ဖတ်နေတာတွေ့ရတယ်ဒါပေမဲ့အင်္ဂလိပ်နိုင်ငံတွေတရုတ်နိုင်ငံလိုနေရာမျိုးမှာဒီစောင်းကိုတရုတ်လိုဘာသာပြန်ပြီးမှ Greek 3နဲ့ Greek 4လောက်ကကလေးတွေအခုဖတ်ပြီးသားဖြစ်နေတယ်အဲ့ဒါကျွန်တော်တို့အဲ့အချိန်မှာနိုင်ငံရေးသမားတွေကရှာပြီးဖတ်နေရတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ဒီဆောက်ရေးဆိုတာအင်မတန်မှကျွန်တော်အခြေအနေရောက်လာတယ်နောက်တစ်ခါတော့ပန်းတိုင်ကိုရောက်ပြီးဒီမလျှော့တော့ဆိုရင်လည်းခြေသက်ကိုလိုပါတယ်ဒါကျွန်တော်တို့ခရစ်ယာန်တိုင်းဝိုင်းတွေကိုပို့ပြီးနားတယ်ပါတယ်ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုဘယ်လိုရှောက်ရမလဲဆိုတာကျွန်တော်တို့ကကျွန်တော်ရဲ့ခံချက်တွေရှိပြီးသားဖြစ်ပါတယ်နောက်တစ်ခုတော့အိန္ဒိယနိုင်ငံများတာမှာနိုင်ငံတကာကိုလည်းလေးစားဆက်ဆံတဲ့အနေအထားတွေရရှိထားလို့လိုတယ်ကျွန်တော်တို့အသိမှပြုဖို့လည်းလိုတယ်ဒီနေရာမှာအလင်းတင်လို့ကျွန်တော်ပြောချင်တာတော့ဒီ diaspora များရဲ့အရေးဖြစ်ပါတယ်ကျွန်တော်တို့အချင်းချင်းတို့ကိုကျွန်တော်တို့စော်နေတာကတော့မိမိတို့ရဲ့အမျိုးသားရေးကိုဆောင်ရွက်တဲ့အခါမှာရောက်ရှိတဲ့နေရာတိုင်းမှာမိမိတို့ရဲ့အနေအထားပုံမှာမူတည်ပြီးအဆက်မပြတ်လုပ်နေဖို့လိုတယ်တိဆောက်ဖို့လိုတယ်အေယောဒီမြစ်ဘယ်မှာမှမနာပဲစစ်နေတယ်လို့ပဲကျွန်တော်ရဲ့အရေးအရာများကိုအရှင်းစိုက်လုပ်နေဖို့လိုတယ်မိမိရောက်ရှိနေတဲ့နိုင်ငံမှာအဲ့ဒီနိုင်ငံရဲ့လူမျိုးများနဲ့အဲ့ဒီနိုင်ငံရဲ့အစိုးရများကိုကျွန်တော်တို့ရဲ့အကြောင်းများကိုအမြဲတမ်းပြောပြနိုင်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုပါတယ်ဒါအရင်ကအရေးကြီးပါတယ်အချင်းမှာကျွန်တော်တို့ရရှိတဲ့အခွင့်အရေးများကိုစုဖြတ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ဒီနေချင်းနိုင်ငံများအခြားသောနိုင်ငံများရဲ့ထောက်ခံမှုမှာအင်မတန်အရေးကြီးပါတယ်ဒါမရှိလို့ရှိရင်ကျွန်တော်ကတိုင်လူကြီးရှိတဲ့လက်ဝဲပွဲမှာကျွန်တော်ထိုးသက်နေရတယ်လို့ဖြစ်နိုင်ပါတယ်တကယ်လို့မြန်မာနိုင်ငံရဲ့အရေးဟာစီကံရှိတဲ့တိုင်လူကြီးများနဲ့စီမီနဲ့တာဆိုလို့ရှိရင်တိုင်ပွဲရအနေနဲ့ပြီးသွားမှကြားလာပါပြီဒါမဲ့အခုတော့မြေဥတော်လာရေးတော့မှ9နှစ်ကိုရောက်နေပါပြီအဲ့တော့ဒီနိုင်ငံတကာရေးဟာအင်မတန်အရေးကြီးတယ်လို့ diaspora များရဲ့အရေးဟာလည်းအင်မတန်အရေးကြီးပါတယ် East Timor ရဲ့တမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ diaspora များဘယ်လောက်အရေးကြီးတယ်လဲဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘုရားပြောလို့ပဲကျွန်တော်ကသွားတဲ့အခါမှာကျွန်တော်တို့ဘာလို့ချင်တယ်လဲဆိုကျွန်တော်တို့ရဲ့ရပ်ပိုင်ခွင့်များကိုလိုချင်တာဖြစ်တယ်ဒီလိုရပိုင်ခွင့်များဟာပါလေဆိုမူလအခွင့်အရေးများဖြစ်တယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တယ်အဲ့တော့တိုင်းရင်းသားဆိုတဲ့ဝဟာရဟာဒီနေရာမှာအရေးကြီးတာမြန်မာနိုင်ငံမှာတိုင်းရင်းသားဆိုတာပါလေဆိုတဲ့အသိစိတ်ဒီနေ့အထိတည်တည်ချာချာခေါ်ပြနိုင်တဲ့စာအုပ်တွေမှတ်တမ်းတွေအစီအစဉ်ဆုံးဖြတ်ချက်တွေမရှိသေးပါဘူးကျွန်တော်တို့တောင်းပေါ်လာတဲ့လူကိုတိုင်းရင်းသားအဲ့လိုပြောတယ်အဲ့တော့ခင်ဗျားတို့မြေပြန့်သားတွေကနိုင်ငံခြားသားလို့မင်းအဲ့လိုလည်းမဟုတ်ပြန်ဘူးအဲ့တော့တိုင်းရင်းသားဆိုတာဘာလဲလို့မင်းရင်နည်းနည်းခက်ပါလေဒါကြောင့်မို့ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ကချင်တိုင်းရင်းသားလို့ပြောရင်ကျွန်တော်ကခုနပြောတဲ့ကြည့်ခေါ်မဟုတ်ပါဘူးဝန်ပေါ်ပေါ့နော်အဲ့ဒါကျွန်တော်က ethnic လို့ပြောတယ် ethnic လို့ပြောရင်ကျွန်တော်ကချင်တိုင်းရင်းသားလို့ပြောရင်ကျွန်တော် KIO ရဲ့တမတ်ချက်ကကျွန်တော်မျိုးနွယ်စု9စုပါတဲ့လူမျိုးတွေအကုန်ပေါင်းလိုက်မှတိုင်းရင်းသားဆိုတဲ့အဆင့်ကိုရောက်ပါတယ်ဒါဟာကချင်တိုင်းရင်းသားဖြစ်ပါတယ်တိုင်းရင်းသားဆိုတဲ့အဆင့်ကိုမရောက်မချင်းကျွန်တော်ဟာ
ကျွန်တော်လိုချင်တဲ့နိုင်ငံရေးအခွင့်အရေးမရနိုင်ပါဘူးလူဦးကြီးအရာမျိုးနွယ်စုအရာသွားမယ်ဆိုရှင်ကျွန်တော်ကဒီအခွင့်အရေးမရနိုင်ဘူး ethnic nationship ဆိုတဲ့ position ကိုကျွန်တော်ရဖို့လိုပါတယ်အဲ့တော့ ethnic nationship ဆိုတဲ့ position ကိုရဖို့ဆိုရင်အကြောင်းအချက်အများကြီးရှိတဲ့အထက်မှာကျွန်တော်တို့လူမျိုးများဟာ ethnic national community ဖြစ်ဖို့လိုပါတယ်မိမိတို့ရဲ့လူမျိုးအရာကျွန်တော်အစဉ်တစိုက်ကျွန်တော်စဉ်းသက်လာတဲ့တမိုင်းကြောင်းတွေရှိဖို့လိုတယ် system of self government ဆိုတာကိုကျွန်တော်တိဆောက်ထားနိုင်ဖို့ရရှိဖို့လိုတယ်မိမိတို့ရဲ့အုပ်ချုပ်သောပုံစံဒီ system တွေရှိဖို့လိုတယ် national language and written literature ရှိဖို့လိုတယ်ဒါကျွန်တော်တို့တချင်လူမျိုးများမှာတော့ဒါကျွန်တော်ကျေးဇူးတော်အနေနဲ့ဒီဒေါက်တာဝလာဟန်ဆန်ကပြုစုပေးတဲ့ဒီကျွန်တော်ရဲ့ကျင်းပေါ်လိုက်တာပေါ့နော်ဒီကျင်းပေါ်စာပေဟာကျွန်တော်အားလုံးပုံအနေနဲ့သုံးနေတာနဲ့ဒါကျွန်တော်ကျေးဇူးတော်တွေပါဖြစ်ပါတယ်ဒီလိုတော့တဲ့အခါမှာတကယ်လို့ကျွန်တော်တို့ဟာဒီဟာနဲ့တော့ပဲနဲ့တခြားတစ်ခုနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မညီညွတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ active to government ဆိုတဲ့ဒီနိုင်ငံရေးစစ်တပ်မှုကမှပုံစံပြောင်းလဲနိုင်တယ်ဒါကြောင့် national language and written literature ဆိုတာလည်းအင်မတန်အရေးကြီးပါတယ်နောက်တစ်ခါတော့ land ဖြစ်ပါတယ်ကျွန်တော်တို့တိုင်းသားဆိုတဲ့လူတွေဟာအခိုင်အမာဖြစ်နေတဲ့ဒီနေမီရှိဖို့လိုတယ်အဲ့တော့လူမျိုးစုမျိုးနွယ်စုအနေနဲ့သွားမယ်ဆိုရင်ကျွန်တော်ကဒီချက်တွေနဲ့မကိုက်ညီပါဘူးဥပမာကျွန်တော်ဆိုရင်စိုက်ဝါဖြစ်တယ်ဆိုကျွန်တော်တို့စိုက်ဝါတွေလို့ပြောလိုက်ရင်ကျွန်တော်ကစတုံးလို့မပါလို့ပဲရောက်သွားရင်ကျွန်တော်တို့ဒီ self determination ဆိုတာဘယ်လိုမှမရနိုင်ဘူးဒါပေမဲ့ကချင်ဆိုတဲ့ဒီ ethnic nation state position ကိုရောက်တဲ့အခါကျမှကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးအခွင့်အရေးများရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခုနပြောသလိုပဲ KIO ဘာဖြစ်လို့ပေါ်ပေါက်လာရတယ်လို့ပြောရင်ပြည်လုံးစာချုပ်ပါအချက်များနဲ့ဂတိကဝတ်များကိုလစ်လျူရှုသောနိုင်ငံ၏အစိုးရများကြောင့်ကိုလိုနီစစ်ကိုအမွေခံပြီးလူမျိုးကြီးပေါ်ကကျင့်သုံးလာနေကြပြီဟုခံစားနားလည်လာတော့ကြောင့်ကျွန်တော်တို့ကချင်မျိုးများ KIO ဆိုတဲ့နာမည်နဲ့တော်လိုင်းစတင်ခဲ့တာဖြစ်တယ်လို့ပြောချင်ပါတယ်။ကောင်းပါပြီဒါဆိုရင်တကယ်လို့ပြည်လုံးစာချုပ်မှာပါတဲ့အချက်နဲ့ဒီကဝတ်တွေပေါ်ဆောင်ရဆိုရင် KIO ပေါ်ပေါက်လာစရာအကြောင်းမရှိဘူးလားလို့လေးမယ်ဆိုရင်မရှိနိုင်ဘူးလို့ပြောရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကချင်လူမျိုးများဟာဒီတိရှိတဲ့လက်အောက်မှာအကြာကြီးနေကြတယ်။အဲ့တော့အတလန်တစ်ချက်တာတွေဖြစ်ပေါ်လာတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဟာကိုလိုနီကနေပြီးမှလွတ်မြောက်လာတော့မယ်။အဲ့တော့နိုင်ငံအသီးသီးတိကျဖြစ်နေတဲ့လူမျိုးတွေကိုလွတ်လပ်ရေးပေးမယ်ဆိုတဲ့အခါမှာကချင်လူမျိုးတွေကိုတိကျလွတ်လပ်ရေးယူဖို့မစ္စတာစတီဗင်ဆန်ကကျွန်တော်တို့လာပြောတယ်ဆိုတဲ့တမိုင်းထောက်ထားများကိုတွေ့ရတယ်။ဒါပေမဲ့ကချင်ကောင်းဆောင်များပြန်စဉ်းစားတဲ့အခါမှာကချင်လူမျိုးများဟာအစစ်စစ်မဖြစ်သေးဘူး။ပြီးလို့ရှိရင်အစစ်စစ်မဖြစ်ဖြစ်လို့ရှိရင်လွတ်လပ်ရေးရတာအချိန်နှောင့်နှေးမယ်။အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့တယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့တတိကိုတေဗိုလ်ချုပ်အောင်ဆန်းရဲ့ပြောဆိုမှုတွေသူရဲ့တည်ကြည်မှုတွေကိုကျွန်တော်တို့ကနားလည်လာတဲ့အခါမှာကောင်းပြီလားဆိုတော့အတူတူကလွတ်လပ်ရေးယူမယ်ဆိုပြီးမှလွတ်လပ်ရေးယူခဲ့ကြတာအတူတူကပေါင်းစည်းခဲ့ကြတာဒါကြောင့်ခုနပြောတဲ့ကချင်ပြည်ကိုကျွန်တော်တို့ကပြည်တော်စုအထဲမှာကျွန်တော်တို့ကပေါင်းစည်းလိုက်တယ်ပြည်များဖြစ်ဖွဲ့စည်းထားတဲ့ပြည်တော်စုပေါ့နော်အဲ့တော့ပြည်တော်များဖြစ်ဖွဲ့စည်းထားတယ်အဲ့တော့ပြည်လုံးစာချုပ်မှာလက်မှတ်ရေးထိုးပြီးပြည်တော်စုမှာအတူတူကပူပေါင်းတယ်အတူတူကလွတ်လပ်ရေးယူခဲ့တာဖြစ်တယ်အဲ့တော့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံလွတ်လပ်ရေးရယူပြီးတဲ့နောက်ပိုင်းမှာအချိန်တော်တော်ကြာအောင်ကျွန်တော်ကအတူတူချက်တိုင်းကြတယ်ဆယ်စုနှစ်တစ်ခုကျော်ဖြတ်တန်းခဲ့ကြတယ်အဲ့တော့အချိန်ကြီးကအရင်မျှော်မှန်းထားလို့ဖြစ်မလာတော့အဲ့ခါမှာနိုင်ငံရေးနည်းနဲ့အဆွေးဖို့ကြိုးစားခဲ့ကြတယ်ကချင်ရှမ်းချင်းစသည်ဖြင့်နောက်ဆုံးမှဒီကျွန်တော်တောင်ကြီးညီလာခံလို့ပါလို့နော်ဒီပြည်တော်စုစစ်စစ်မှုစသည်ဖြင့်ပေါ်ပေါက်လာတဲ့အချိန်တွေမှာလည်းကျွန်တော်ရှုံးစားခဲ့ကြပြီမဲ့
မရရှိတဲ့အဆုံးမှာကျွန်တော်တို့က KIO ဆိုပြီးမှလက်နက်ကင်တော်လိုင်းရေးပေါ်ပေါက်လာတာဖြစ်တယ်ဒါကြောင့်မလို့တကယ်လို့မြန်မာနိုင်ငံလူလိုက်ရယူပြီးတဲ့အနောက်ပိုင်းမှာရခိုင်ရှိပြီးသားဂတိကူများအတိုင်းဆက်သွားမယ်ဆိုလို့ရှိရင် KIO ဆိုတာပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကအဲ့ဒီတစ်ချိန်ထဲလားလို့ကျွန်တော်ပြောရင်မဟုတ်ပါဘူးလက်နက်ကင်တော်လိုင်းရေးကျွန်တော်တို့စင်နွှဲနေတဲ့အချိန်မှာပဲနိုင်ငံရေးအရာဖြည့်ရှင်းနိုင်ဖို့နိုင်ငံရေးနည်းနဲ့ချိတ်ဆက်နိုင်ဖို့ဟန်ချက်ညီလုပ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်ကျွန်တော်တို့top အများကြီးလုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုဟာခိတခဏတနတ်တများကိုရပ်ဖားပြီးတော့မိမိလိုချင်တဲ့ဘက်ကိုဆွဲနိုင်အောင်ကြိုးစားတဲ့အနေအထားအောက်မှာကျွန်တော်မအောင်မြင်ခဲ့ပါဘူးပိုပြီးကျွန်တော်တို့သိတာကတော့1994ကျွန်တော်တို့ပြစ်ခတ်ရဆိုင်စာချုပ်ပြီးနောက်တော့နဲ့ကျွန်တော်လုပ်ခဲ့တယ်18နှစ်ကြာတယ်ပြန်ပြီးမှကျွန်တော်တို့တိုက်ပွဲတွေဒီကနေ့ဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့2009 April 28ရက်နေ့မှာတော့ကျွန်တော်တို့ BGF ဆိုတဲ့အစီအစဉ်တစ်ခုအခုဒုချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မွေးစိုးရဲသူမြချီနာမှာအချိန်ကြီးနဲ့တိုင်းမှုတာဝန်ထမ်းဆောင်နေတဲ့အခါမှာကျွန်တော်တို့ကိုဖိတ်ခေါ်ပြီးတော့ BGF proposal ပြောပြတယ်ဒါ BGF proposal ဆိုတာတနိုင်ငံလုံးရဲ့စီမံကိန်းဖြစ်တယ်ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့စေတနာမေတ္တာတရားဖြစ်တယ်လို့ပြောတယ်အဲ့ဒါကျွန်တော်တို့ KIO ဟာငြိမ်ရတဲ့လူများက BGF လုပ်ကြပါအသက်ကြီးပြီးမှအချမ်းမကြီးမကောင်းတဲ့လူတွေတော့အနားယူပါတချို့လူတွေကတော့ရွေးကောက်ပွဲပြင်ပါလို့ကျွန်တော်တို့အဲ့လိုပြောပါတယ်အဲ့ဒါကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ခင်ဗျားတို့ဒီလိုပြောရင်ကျွန်တော်ကလည်းကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့ကတိုင်ပင်ရမယ်ဆိုပြီးကျွန်တော်ကတနေ့မပြည့်သေးပြီပေါ့ကျွန်တော်တို့လူထုနဲ့တိုင်ပင်တဲ့အခါမှာထောက်ခံတဲ့လူရှိပါဘူးအကြံပြုစာများတောင်းတယ်အကြံပြုစာပေါင်း4000ကျော်ရောက်လာတဲ့အခါမှာလက်ခံတင်တယ်ဆိုတဲ့စာတစ်စောင်းမှမပါဘူးစဉ်းစားတင်တာပေါ့ဆိုတဲ့စာတစ်စောင်းပါတယ်ကျွန်တော်ကြီးကြီးဒေသအင်းနေမီတွေမှာကျွန်တော်အကုန်လုံးနဲ့ကျွန်တော်လူထုနဲ့တွေ့ဆုံတယ် BGF အစီအစဉ်ဆိုတာလက်ခံလို့မရဘူးဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကလူထုကိုအသိပေးရမယ်အဲ့တော့မိသားစုတိုင်းပါဝင်ရင်းနှီးထားတဲ့ကျွန်တော်ရဲ့ဒီတော်တိုင်ရေးဟာလူထုတွေကိုအသိပေးရမယ်ဒါကြောင့်မလို့ဒီကုန်ခါဒီမှာဘုရားရင်းမြစ်နောက်ပိုင်းမန္တလေးတိုင်းကိုကြီးချုပ်သူကတော့အဲ့ချိန်မှာသူကအဓိကကျွန်တော်နဲ့ဆွေးနွေးတဲ့သူဖြစ်တာပေါ့ခင်ဗျားတို့ကလူထုနဲ့ခင်ဗျားတို့ရဲ့တက်တာတွေကိုတေချာမရှင်းပြဘူးထင်တယ်လို့သူကပြောတယ်မြချီနာမလိခရိတ်တာမှာအဲ့ဒါကျွန်တော်ကရှင်းပြတယ်လို့အဲ့တော့ဇာပေါင်း4000ကျော်ရောက်တာဘယ်ဟာမှလက်ခံပါဆိုတာမပါဘူးအဲ့တော့ခင်ဗျားတို့ခင်ဗျားမနေ့ပြင်လိုက်စားလိုက်ခဲ့ပါကျွန်တော်ရေးပေါ်လေးတန်းစင်ထားပြီးမယ်အဲ့တော့ BGF လုပ်ချင်တာလားလို့ခင်ဗျားရေးပေါ်လေးမေးလိုက်လုပ်ချင်တယ်ဆိုအခုခင်ဗျားခေါ်သွားလိုက်လို့သူ့ကိုကျွန်တော်ကစီဝေးမှာအဲ့လိုပြောခဲ့ကြတာပေါ့အဲ့ဒါ2009ခုနှစ်အောက်တိုဘာ9ရက်နေ့မှာတော့ကျွန်တော် KIO ကအမျိုးမျိုးစဉ်းစားပြီးတော့ပတ်စုံစဉ်းစားပြီးတော့ဘုချုပ်မူတန်းရှိတယ်ကျွန်တော်စာပို့တယ်အဲ့ဒီစာမှာအခုကျွန်တော်ဒီမှာလည်းကျွန်တော် file ထဲမှာထည့်ထားပါတယ်အဲ့ဒီမှာအဓိကတော့ကျွန်တော်ကဘုချုပ်မူတန်းရှိကိုကျွန်တော်အကြောင်းကြားတဲ့စာတွေမှာပါတယ်ဆိုတော့နိုင်ငံတော်အကြီးအကဲဘုချုပ်မူကြီးခင်ဗျာကျွန်တော်တို့ကချင်လူမျိုးများပြီးနိုင်ငံတော်လွတ်လပ်ရေးတောင်းဆိုနေစဉ်တည်းကပြည်တော်စုထဲတွင်အဆင့်တန်းသူအခွင့်အလမ်းသူရပိုင်ခွင့်သူဒီမိုကရေစီကြကြခံစားခွင့်ရရှိကြမည်ဟုနားလေသဘောတူညီရဲ့ပြည်တော်စုမြန်မာနိုင်ငံဒီဆောက်ရပြီးအခြားတိုင်းသားများထက်နောက်မကျပဲပါဝင်ခဲ့ကြပါလေ1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေ1994အခြေခံဥပဒေများအကောင်းဆုံးပြန်လည်ဖြည့်ဆည်းတာတုံးသက်သွားမည်ဖြစ်ကြောင်းနိုင်ငံပိုင်မြန်မာအလင်းသတင်းတွေစပဲဖော်ပြရေးသားခဲ့ပြီးကိုလည်းအမှတ်ရရရှိပါတယ်ကချင်ပြည်နယ်ဒါများနဲ့ကချင်လူမျိုးများအနေဖြင့်ပင်လုံပင်တတိဘုပြုနားလေဖြစ်ကြတဲ့ကဲ့သို့ခံစားခွင့်များရရှိနိုင်မည်ဆိုရင် KIO ဤလက်နက်ကင်လက်နဲ့ဆွဲကင်တော်လှန်တော်လမ်းစဉ်ဟာဆွတ်ရအစီအမြဲ
အစစ်အသစ်ရှိပါကြောင်းကိုလေယူသားဆိုတာတင်ပြအပ်ပါပြီလို့ကျွန်တော်ထည့်ရေးလိုက်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကအပြစ်ခတ်ရဆိုင်ရေးစာချုပ်လုတ်တဲ့အခါမှာကိုယ်စက်ရေးလုတ်တဲ့အခါမှာကျွန်တော်ရဲ့သဘောတူချက်မှာပါပါတယ်ဆိုတော့တနိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့တရားကိုဟာဆက်လက်ကြိုးစားသွားမယ်လို့ပြောတယ်နိုင်ငံရေးဆွေးနွေးမယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဟာတဲ့နောင်တက်လာမဲ့အစိုးရနဲ့မှပြောပါကျွန်တော်တို့ကတတ်မလို့အစိုးရဖြစ်တယ်တဲ့အဲ့တော့နောင်တက်လာတဲ့အစိုးရနဲ့ပြောပါဆိုတော့19နှစ်ကြာသွားတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးမလုပ်နိုင်ခဲ့ဘူးဒါကြောင့်မလို့ကျွန်တော်ကဒီနေရာမှာပြောတာကလက်နဲ့ဆွဲကိုင်တော်လန်တော့လမ်းစဉ်ကဆွလွတ်ရန်အစီအစဉ်အစဉ်ရှိတယ်ဒီကတိကိုဖြစ်နေဆိုဒါလည်းနဲ့ဆွမှာမဟုတ်လည်းနဲ့ကိုင်လည်းနဲ့ဆွဲကိုင်တော်လန်တော့လမ်းစဉ်အဲ့ချိန်မှာကျွန်တော်ခဏခဏပြောခိုင်းရတာတိုင်းသားများကလည်းနဲ့ကားနဲ့ဝီကောက်ပွဲဝင်လို့မရဘူးလို့ပြောတယ်အဲ့တော့ Hezbollah တော့ကျွန်တော်ဘယ်လိုလုပ်လဲလို့ကျွန်တော်ကမေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလူမျိုးနာမည်ကိုအခြေပြုပြီးမှတော်လာတဲ့အင်အားစုများကိုအပြစ်ကရဆိုင်ရေးလုပ်ပြီးလို့ရှိရင်ကိုယ့်ဘက်မှာနိုင်ငံရေးဘက်ကိုမပါစေချင်ဘူးဒါအစိုးရဆက်ဆက်ရဲ့ပေါ်ထားဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဘုရားမြေတိုင်းရွှေလို့ဒီလိုစာရေးလိုက်တယ်အဲ့ချိန်မှာအခုသူချုပ်တိုင်းမှုဘုရားဆိုဗီယက်နဲ့ဘုံမီတပ်ပုံလို့လက်ထက်ကျွန်တော်ပြရတာဖြစ်တယ်အဲ့တော့အစားပိုင်းမှာတော့သူတို့ညောင်ရစာတော့ပြီးတဲ့ခါမှာကျွန်တော်မေးတယ်တိုင်းမှုကအခုဘုံမောလဲစာထဲမှာပါတယ်တဲ့ဘာမှမပါဘူးလို့အရင်ကအကြောင်းတွေရေးထားတာလို့သူပြောတော့သူကလည်းပို့လိုက်တယ်နောက်တစ်ဒီမနေ့ကျွန်တော်နောက်တစ်ပတ်လောက်ပို့လိုက်ပြီနော်တဲ့ဘုရားမူစီပို့လိုက်ပြီသူအားရဝမ်းတာပြောတယ်နောက်တလားလောက်ကြာတော့ကျွန်တော်သွားတော့တဲ့ကျွန်တော်အကြည့်ကျအဆူခံရတယ်တဲ့ခင်ဗျားပြောတော့ဘာမှမပါဘူးလို့ပြောတယ်တဲ့ဟုတ်တယ်လေအဲ့ဒါပင်လုံးအကြောင်းကဟိုတော့အကြောင်းဖြစ်တယ်တဲ့ကျွန်တော်ပြောတော့ကျွန်တော်အရင်အဆူခံရတယ်တဲ့သူကပြောတယ်အဲ့တော့နိုင်ငံရေးအရာဒီလိုကျွန်တော်တို့ခွင့်ရပြီးဖို့ဟာအဆက်ဆက်မှတယ်လို့တို့မရှိတဲ့ဘူးဆိုတော့ကျွန်တော်တို့တက်ပြီးနေတဲ့ဒီနေရာမှာပြောပြတာဖြစ်ပါတယ်ဒီလိုဖြစ်နေတဲ့အခါမှာပဲတိုက်ပွဲတွေဖြစ်လာတာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်ဒီအချိန်မှာပဲကျွန်တော်တို့ဟာနီးမျိုးစုံနဲ့ကျွန်တော်စူးစမ်းကြတယ် NCCT UNFC စသဖြင့်ကျွန်တော်27ရာစုပင်လုံး27ရာစုပင်လုံးပထမညီလာခံမှာကျွန်တော်တို့ UNFC ရဲ့စာတမ်းရှိပါတယ်ဒီစာတမ်းမှာလည်းကျွန်တော်တို့ဟာနိုင်ငံမှုကိုလို့တည်ဆောက်နေတယ်နိုင်ငံတော်အသစ်နာမည်အသစ်ဖြစ်အောင်လေလို့အတိအကျဖွဲ့စည်းပုံချင်းဆောင်မှုအသစ်ဖြစ်အောင်လေလို့ကျွန်တော်တို့UNFC ကတင်ထားတာဖြစ်ပါတယ်အဲ့ဒီအချိန်ပိုင်းမှာကျွန်တော်တို့အခုဘုရားမွေးမြေအောင်လိုက်တဲ့ဒေါ်ဆန်းစုကြည်တို့ကိုကျွန်တော်တို့တွေ့တဲ့အခါမှာကျွန်တော်တို့ကအများအားပြောပါတယ်ကျွန်တော်တို့ပြောတာက Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်အဲ့တော့ခင်ဗျားတို့နိုင်ငံကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်2ယောက်ကဥဆောင်တော့ကျွန်တော်လိုက်ပါမယ်တကယ်လို့2025ကျော်သွားရင်ခင်ဗျားတို့2ယောက်ပါမလားဆိုတဲ့မျိုးကိုဖြစ်လာမယ်ဒါကျွန်တော်တို့2016နဲ့17ကြားထဲမှာပြောခဲ့တဲ့စကားဖြစ်ပါတယ်2025ကျော်ရင်မြန်မာနိုင်ငံရဲ့အထူးအချင်းဟာပြောင်းလဲလာမယ်နိုင်ငံရဲ့နာမည်ဟာအတွေ့အခေါ်အသစ် concept အသစ်ဖြစ်လာမယ်ပြောင်းလာမယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ concept ပေါ်မှာမရှိတော့ဘဲနဲ့ Federal ပြည်ထောင်စုတိုင်းရင်းသားများနိုင်ငံဆိုတဲ့ concept ပေါ်မှာရောက်လာမယ်လို့ကျွန်တော်ကဒီလိုပြောပါတယ်အဲ့တော့2016ဆက်ပုံမှာကျွန်တော်US Consulate General ကိုကျွန်တော်ချင်းမှန်မှာပြောတော့သူအစားပိုင်းမှာသူကကျွန်တော်နည်းနည်းတန်တရားဖြစ်တယ်ဟာဒါဆိုကျွန်တော်တို့ကFederal ပေါ်မှာမရှိတော့ဘူးလားလို့သူကမေးတယ်မဟုတ်ဘူးဒါ concept ကိုပြောင်းလာမယ်လို့ကျွန်တော်ကဒီလိုပြောပါတယ်ဒါကြောင့်မို့လို့အဲ့ဒီကလေးကကျွန်တော်ကအစိုးရနဲ့ NLD ထိပ်သီးခေါင်းဆောင်များကိုကျွန်တော်တို့သဘောထားမယ်ကိုပြည့်နေပြောပြထားပြီးသားဖြစ်ပါတယ်2000နဲ့စနစ်ဂျာဖတ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့တော့ဆန်းစုကြည်နဲ့ NLD ပါတီကိုကျွန်တော်အစားပို့ပါတယ်ဂျာဖတ်ရွေးကောက်ပွဲမှာတော့ဆန်းစုကြည်ပါဝင်လို့ရှိရင်ဒေဂျာဖို့နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့တော့ဆန်းစုကြည်အနေနဲ့ပြည်သူလူထုရဲ့ပြည်သူခေါင်းဆောင်အနေနဲ့ရက်တည်မှာလားအတိုက်အခံပါတီတစ်ခုအနေနဲ့ရက်တည်မှာလားလွတ်တော်မှာဝင်ပြီးမှလွတ်တော်ရဲ့အရေးအောက်မှာ
နိုင်ငံရေးကိုဆက်လုပ်မလားဆိုတာတည်တည်ချာချာစဉ်းစားဖို့လိုတယ်လို့ကျွန်တော်စာပို့ပါတယ်မရောက်မှဆိုလို့ကျွန်တော်ရမီရဖလေးစီကနေပို့တဲ့အပြင်ပန်ရောဂျာအချိန်မှာလိုက်စာရောက်လာတော့ကျွန်တော်ပန်ရောဂျာကိုထပ်ပြီးမိတူလို့ဆိုထပ်ပြီးပို့ပြီးတော့ကျွန်တော်NLD နဲ့တော်ဆန်းစုကြည်ကိုကျွန်တော်ရဲ့သဘောထားများကိုကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ရန်ကုန်မှာကျွန်တော်နဲ့ပထမဆုံးတွေ့တဲ့အချိန်မှာလည်းတော်ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ဒီအကြောင်းကိုပြန်ပြီးသူနဲ့ဆွေးနွေးပါတယ်ကျွန်တော်ကချင်လူမျိုးများကမခွက်ထွက်ဘူးဆိုရင်တတိတော့မပေးနိုင်ဘူးဒါပေမဲ့အတူတူကဘယ်လိုနေထိုင်မလဲဆိုတော့လေးထားပြီးကျွန်တော်ဆောင်ရွက်မယ်လို့ပြောတော့သူကကျွန်မနားလည်ပါတယ်ကဘာမှာမခွက်ထွက်ဘူးလို့အတိပေးထားတဲ့လူတွေခွက်ထွက်သွားတာလည်းအခြေအနေအကြောင်းမျိုးကြောင့်ပါပဲအဲတော့အဓိကတော့ကျွန်တော်မှာနိုင်ငံရေးအသိတူညီဖို့လိုတယ်လို့သူလည်းကျွန်တော်သိချပြပြီးရှင်းပြပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အဲ့ဒီအချိန်မှာတောက်လျှောက်ကျွန်တော်စူးစမ်းချက်ပြီးအရာမဖြစ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အစိုးရပြီးတော့နိုင်ငံကိုချုပ်ကိုင်နေတဲ့အာဏာအပြည့်ချုပ်ကိုင်ထားတဲ့လူတွေကိုယ်တိုင်ကဒီလင်းချမ်းရေးဆိုတဲ့စကားလုံးကိုအတိတ်တွေပေါ်ဆောင်တာကျွန်တော်လည်းမတူဘူးပြီးလို့ရှိရင်အင်အားနဲ့နှိမ်နှင်းမယ်ဆိုတဲ့အနေထားပေါ်မှာပဲရက်တည်တဲ့ခါကျတော့ကျွန်တော်ကအများကြီးစူးစမ်းခဲ့ပြီးမှကျွန်တော်ဘယ်သူမှမအောင်ခဲ့ကြပါဘူးဒီကနေ့ထိပါပဲအဲ့တော့ဒီ1941ကနေ48မြန်မာနိုင်ငံလွတ်လပ်ရတဲ့အချိန်ပေါ့ဒီအတလန်တစ်ချာတာစားတဲ့အချိန်ကနေဒီကျွန်တော်နိုင်ငံလွတ်လပ်ရတဲ့အချိန်တွေမှာဒါအခင်းအကျင်းအသစ်ဖြစ်ပါတယ်အဲ့ဒီအခင်းအကျင်းအသစ်မှာကျွန်တော်တိုင်းရင်းသားလို့ပြောတဲ့ကျွန်တော်ခေါင်းဆောင်များဟာတေချာစနစ်တကျချစ်ဆက်နိုင်ဖို့အတွက်ကျွန်တော်ခွင့်ရည်မရနိုင်ခဲ့ဘူးဒီလိုဖြစ်နေတဲ့အခါမှာပဲညီဦးတော်လာရေးဆိုတာပေါ်ပေါက်လာတယ်ညီဦးတော်လာရေးပေါ်ပေါက်လာတဲ့အခါမှာဖေဖော်ဝါရီ၁ ရက်နေ့အာဏာသိမ်းတာနဲ့ကျွန်တော်တို့ရဲ့ကိုကော်မတီဟာ9 နိုင်မှာကျွန်တော်တို့ကိုကော်မတီစီစဉ်ကျင်းပပါတယ်ပြီးလို့ရှိရင်စုပ်ချက်များကိုအဲ့ဒီနေ့မှာကျွန်တော်စုပ်ချက်တွေချပါတယ်ဒါပေမဲ့လူထုကတော့ကျွန်တော်ထုတ်ပြန်တယ်မလုပ်ဘူးအဲ့တော့ကျွန်တော်ခြေခြေစောင့်ကြည့်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်တယ်ဖေဖော်ဝါရီ၂ ရက်နေ့မှာတရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ်နဲ့ကျွန်တော်တွေ့ပါတယ်အဲ့တော့ကျွန်တော်ကဘုန်းကြီးလင်းပဲပြောတယ်ကျွန်တော်တို့ကတိုက်ပွဲတွေဖြစ်လာနိုင်တယ်အဲ့တော့ဖြစ်ပေါ်လာမဲ့ဒီမိုကရေစီအဆိုတွေနဲ့ကျွန်တော်တို့တိုက်ပွဲတွေဆင်နွှဲရမှာဖြစ်တယ်ဒီဥစ္စာကျွန်တော်တို့တိုက်ပွဲတွေမပေါ်ဆောင်ဘူးပြောတယ်အဲ့တော့ကျွန်တော်တို့ကဒါရှောင်လွှဲလို့ရမှာမဟုတ်ဘူးအဲ့တော့ဒီမိုကရေစီအဆိုတွေနဲ့ကျွန်တော်တို့တိုက်ပွဲတွေပေါ်ဆောင်ရမှာဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့ရဲ့ချောင်းဝင်းတကပောက်ဖြစ်တဲ့စကိုင်းတိုင်းမှာကျွန်တော်တို့ရန်သူကိုစောင့်ရမယ်စကိုင်းတိုင်းမှာရှိတဲ့အင်အားစုနဲ့ကျွန်တော်တို့အချစ်များဟာကျွန်တော်တို့တကပောက်လုံခြုံရေးတော့ဒီကြပောက်လုံရမယ်လို့ကျွန်တော်တို့ကဖေဖော်ဝါရီ 2 ရက်နေ့မှာကျွန်တော်ပြောတယ်သူတို့မယုံဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်ကကိုကော်မတီမှာကျွန်တော်တို့ဒီချာဆက်သက်ဆွေးနွေးပြီးမှအင်အားစုတွေရောက်လာတဲ့ရင်းမာပင်တို့ဘာလို့ဘက်ကနေအရင်ရောက်လာတယ်အဲ့တော့အားလုံးလည်းကျွန်တော်ညှိနှိုင်းပြီးမှကောလင်းကတာတတ်မှုဆိုတဲ့ဒီကအကုန်လုံးဆိုတဲ့နေနေမှာကျွန်တော်တို့အင်အားစုတွေဒီမိုကရေစီအင်အားစုတွေကခိုင်မာသောနေနေရရှိရမယ်ဆိုတဲ့ညီမချက်ကိုအဲ့ကလေးကကျွန်တော်ချတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကချင် unit ကျွန်တော်ကချင် data လို့ကျွန်တော်ခေါ်ပါတယ်ဘာဖြစ်လဲဆိုတော့ရှမ်းမြောက်မှာကျွန်တော်ကချင်လူမျိုးတွေရှိတယ်ဒါဟာရှမ်းပြည်နယ်ဖြစ်တယ်အဲ့တော့ဒီကချင်အခင်းအကျင်းအစ်စ်မှာကျွန်တော်ကကချင် unit လို့သုံးပါတယ်ကချင် data ကချင်ပြည်နယ်ပါတယ်ရှမ်းမြောက်အခြေအနေမျိုးကနေထိုင်တဲ့ဒေသပါတယ်အဲ့တော့ဒီဒေသတစ်ခုဟာကျွန်တော်ရဲ့နေဦးတော်လာရေးမှာဖြစ်ပေါ်လာမယ့်အင်အားစုတွေနဲ့ပူးပေါင်းပြီးစကိုင်းတိုင်းတာတောင်းလုံးဒေသကိုရအောင်အခြေခံဒေသလုပ်ရမယ်ဆိုတဲ့စုဖြတ်ချက်နဲ့ကျွန်တော်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်KPICဆိုတော့ကျွန်တော်ဖွဲ့စည်းလိုက်တယ်KPICနဲ့ CRPH တို့ကမတ်လ29 ရက်နေ့မှာကျွန်တော်တို့ဂျာကာလာတော့တူညီချက်ဆိုတဲ့ချက်ချုပ်တွေမှာရေးထိုးပါတယ်အဓိကအချက်ကြီး၃ချက်ပါပါတယ်ထပ်တော့အတည်ပြုချက်တွေပါပါတယ်ဂျာကာလာဆိုတဲ့ဝဟာရဒီထက်မှာကျွန်တော်အသုံးပြုထားပါတယ်ကချင်ဒေသဆိုတဲ့ဝဟာရကိုအသုံးပြုထားပါတယ်အဲ့ဒီမှာကျွန်တော်တို့ KPIC နဲ့ CRP ဆိုတဲ့ဂျာကာလာတော့တူညီချက်2020ခုနှစ်မေလ29 ရက်နေ့ဖြစ်ပါတယ်စာချုပ်ကတော့တူလေးပါပဲကျွန်တော်ဖတ်ပြပါမယ်2020ခုနှစ်ဖေဖော်ဝါရီလ1 ရက်နေ့တွင်
နိုင်ငံတော်အာဏာကိုစစ်ကောင်စီမှအတ္တမသိမ်းယူခဲ့သည့်နောက် CRPH ကြီးညာချက်အမှတ်ဆိုဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ကိုအပြည့်အဖြတ်သိမ်းကြောင်းကြေညာခဲ့သည်ဒါ CRPH ရဲ့ဆောင်ရွက်ချက်များကိုကျွန်တော်အသိမှတ်ပြုထားတာဖြစ်ပါတယ်ပြည်သူလူထုအပေါ်မတရားဖိနှိပ်အုပ်ချုပ်သောစစ်အာဏာရှင်စနစ်အပြည့်တိုင်ဖြတ်သိမ်းရေးနှင့်စစ်မှန်သော Federal ပြည်ထောင်စုတည်ဆောက်ရေးတွင် KPIC နှင့် CRPH တို့သည်ပုံမခိုင်မာသည့်အောင်စွာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်တမိုင်းဝင်ပင်လုံစာချုပ်ပင်လုံစစ်တပ်နှင့်ပင်လုံကတိကိုများကိုထပ်လောင်းအတည်ပြုပြီးအောက်ပါအချက်များကိုသဘောတူကြကြောင်းဆိုမှကျွန်တော်လက်မှတ်ရေးထိုးပါတယ်ထပ်လောင်းအတည်ပြုတဲ့အချက်ကိုကျွန်တော်မထည့်ထားပါနဲ့အချက်၃ချက်အနေနဲ့တော့နံပါတ်1ဂျာကာလအချင်းဒေတာအစိုးရအဖွဲ့အစည်းရေးဆိုင်ရာကိစ္စရပ်များကို KPIC နဲ့ CRPH တို့ဆွေးနွေးညှိနှိုင်းပြီးနှစ်ကချင်ဒေတာအကာအကွယ်နဲ့လုံခြုံရေးကို KIO မှတာဝန်ယူပြီးလူအပ်တီများကို CRPH နဲ့ညှိနှိုင်းဆောင်ရွက်မည်၃ဤသဘောတူရက်တွေမပါရှိသောအခြားအရေးကြီးကိစ္စရပ်များကိုလည်း KPIC နဲ့ CRPH တို့ဆွေးနွေးဆောင်ရွက်မည်မှတ်ချက်ဤသဘောတူချက်ဒီဂျာကာလပြီးဆုံးချိန်အထိအကျုံးဝင်သည်လို့ကျွန်တော်ကလည်းမရေးထိုးတာဖြစ်ပါတယ်အဲ့တော့ဒီမှာ CRPH ကဥက္ကဋ္ဌလည်းမရေးထိုးတယ်ကျွန်တော်တို့ KPIC ဥက္ကဋ္ဌရေးထိုးတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့NUG ရဲ့ဝန်ကြီးတက်တည်ထိုးတယ်ပြီးကျွန်တော်တို့ငင်းချိုင်းတဲ့နိုင်ငံရေးရှေ့လုပ်ငန်းစဉ်ကြံပေးအဖွဲ့ဥက္ကဋ္ဌဆာမဂျာဥက္ကဋ္ဌနဲ့လက်မှတ်ရေးထိုးတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့အထိကျွန်တော်တို့တွားနေတဲ့နိုင်ငံရေးအရွေးကိုကျွန်တော်ကချင်လူမျိုးများနဲ့ပြည်သူကဒီတိုင်းသွားပါတယ်ဒါကြောင့်မို့လို့ကျွန်တော် KPIC ကနေစစ်ဖက်တဲ့ကိုယ်စားလှယ်များ NUG မှာပါဝင်တဲ့ရှိတယ်စစ်ရေးအရာ KIO ဟာကချင်ဒေသတစ်ခုလုံးရဲ့ကာကွယ်နဲ့လုံခြုံရေးကိုတာဝန်ယူပြီးတော့ကျွန်တော်တို့အခြားသောအရာစုများနဲ့ကျွန်တော်တိုက်ပွဲတွေဖော်ဆောင်တယ်စကိုင်းတိုင်းမှာစစ်တေတာဖွင့်ပြီးတော့ကျွန်တော်အတူတူတိုက်ပွဲဝင်နေတာဖြစ်ပါတယ်အခုဒီဗမော်တိုက်ပွဲမှာကျွန်တော်လူပေါင်းစုပါပါတယ်ပြည်တော်စုတတ်မတော်လို့ပြောနေတဲ့စကားလုံးကစာရွက်ပေါ်မှာရှိတော်လည်းပဲကျွန်တော်ဒေတာတွေမှာတော့နေရာအသီးသီးမှာအတူတူတိုက်ပွဲဝင်နေတယ်အတူတူအောက်ဘက်ခံနေတယ်အတူတူကျွန်တော်အာဇာနည်ဖြစ်ကိုရောက်ရှိတဲ့အနေအထားတွေဖြစ်တယ်ဒီအခုကျွန်တော်တို့ဗမော်တိုက်ပွဲဟာနိုင်ငံရေးတိတ်ခါတိုက်ပွဲဖြစ်ပါတယ်ချက်ခဲမယ်ဆိုတော့ကျွန်တော်တို့သိပါတယ်မိချီနာနဲ့ဝိုင်းမော်ကိုကျွန်တော်တို့တိုက်ပွဲတွေပေါ်ဆောင်မှုအစဉ်စဉ်လုပ်ထားတဲ့အချိန်မှာပဲကျွန်တော်တို့မိခမြတ်ဆိုးမွေးစီမံကိန်းကိုကျွန်တော်တို့အကောင့်ထည့်ပေါ်ဖို့မိခမြတ်ဘက်ကိုကျွန်တော်တို့တိုက်ပွဲတွေပေါ်ဆောင်တယ်ဗမော်ကိုကျွန်တော်တို့တိုက်တယ်တနစ်ကျော်သွားပြီကိုကျွန်တော်တို့ဗမော်တိုက်နေတာအဲ့တော့ဒီလိုကြာမယ်အရင်ကြီးများလို့ဆိုကျွန်တော်တို့တိတော်လည်းပဲလိုအပ်လို့တိုက်ရတဲ့တိုက်ပွဲဖြစ်တယ်ခုနပြောလို့ပဲဒီမှာကျွန်တော်တိုင်းသားပေါင်းစုံပါပါတယ် PDF လည်းပါတယ်ကောရခါပါတယ်ရှမ်းတွေပါတယ်ချင်းနေနာကအတူမျိုးစုံပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အကုန်ပါတယ်ဒီမှာရောစောကညံအကုန်ပါတယ်ကျွန်တော်အဲ့တော့တခါတလေမှာဗမော်တိုက်ပွဲအကြောင်းကျွန်တော်မေးတယ်တနည်းကြော်ပြီးဟုတ်ပါတယ်ကျွန်တော်မှရှိတဲ့အရေးအမြစ်နဲ့ကျွန်တော်တိုက်နေရတာဖြစ်တယ်ကျွန်တော်ကတစ်ခါတည်းမှာရည်စရာပြောတာ KIA နဲ့ PDF ကတိုက်ရင်တနည်းကြော်တာတော့ခါလို့မပြောနဲ့လို့ဗြိတိရှအစိုးရဗမော်သိန်းက9နှစ်ကျော်မှဗမော်သိန်းနေတာအဲ့တော့ကျွန်တော်မှခုနပြောလို့ပဲလူအပ်လို့တိုက်ပွဲတွေမှာကျွန်တော်အရင်ကြီးတွေအများကြီးပြရပါတယ်လွန်ခဲ့တဲ့လကတရုတ်နိုင်ငံကအရှင်းပြအရာရှိကြီးတယောက်ကကျွန်တော်စီမံမှာမေးတယ်ခင်ဗျားတို့ရှိတဲ့အရင်အမြင့်နဲ့အခုစစ်ကောင်စီကခင်ဗျားတို့နိုင်မယ်လို့ခင်ဗျားတို့ထင်သလားလို့မေးတယ်အဲ့တော့ကျွန်တော်ကသူ့ကိုပြောတယ်အရင်တော့ကတရုတ်နိုင်ငံသမိုင်းကိုပြန်ကြည့်လိုက်လို့ရှိရင်လို့အမေရိကန်နဲ့ရုရှားကူညီတဲ့ဘက်ကနောက်ဆုံးထိုင်ဝမ်ကိုထွက်ပြေးပြီးခင်ဗျားတို့ဘယ်သူမှမကူညီတဲ့လူတွေကနိုင်ခဲ့တာလည်းမဟုတ်ဘူးလားလို့ကျွန်တော်ကတို့ပြန်မေးတော့သူကဘာမှမပြောတော့သူတို့ကဖြစ်ရမှန်းဆိုတော့ဒါကြောင့်ဒီကျွန်တော်အခု CRPH နဲ့ KPIC ရဲ့သဘောတူချက်ကြီးကချင်ဒေတာလို့ကျွန်တော်သုံးပါတယ်ဒါဟာဂျာကာလမှာကျွန်တော်သုံးတဲ့ဝေါ်ဟာရဖြစ်ပါတယ်ဂျာကာလကိုကျွန်တော်အတိတ်ဖွင့်ဆိုတာကတော့အာနာသိန်းတို့နေ့ကနေစပြီးပြည်တော်စုတွေခိုင်မာသောအစိုးရတရားပေါ်ပေါက်လာသည့်အချိန်အထိလို့ကျွန်တော်ပြည်အတိတ်ဖွင့်ဆိုပါတယ်အနည်းဆုံး၄နှစ်ခွဲနဲ့6နှစ်ကြာမယ်လို့ကျွန်တော်အစကတည်းကပြောပါတယ်
အဲ့တော့လိုက်စားမှာရုံခန်းနေနားတဲ့အခါမှာဟို NUG ကကျွန်တော်ပြောတာအနည်းဆုံး2နှစ်နားပါဆိုတော့6လပဲနားမယ်လို့ပြောတယ်ဘယ်လိုမဟုတ်ဘူး4နှစ်ခွဲနဲ့6နှစ်ကြာနေတယ်ဂျာကာလဆိုတာဒါဂျာကာလဆိုတာတကယ်တိုက်ပွဲဖို့ဆောင်တဲ့ကာလတော့အားလုံးပြီးစီတော့တာမဟုတ်ဘူးဒါတော့ကျွန်တော်ပြောတာကအာနာသိန်းသောနေ့ကနေစပြီးပြည်တော်စုတွေလို့သုံးပါတယ်ကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံလို့သုံးလို့ပြည်တော်စုတွေခိုင်မာသောအစိုးရတရားပေါ်ပေါက်လာသည့်အခြေအနေထိခိုင်မာသောအစိုးရမပေါ်လို့ပေါက်မချင်းတာဂျာကာလဖြစ်ပါတယ်ဒါပေမဲ့ဒီဂျာကာလမှာစစ်ပူကာလတွေရှိနိုင်တယ်ဆွေးနွေးသောကာလတွေရှိနိုင်တယ်အဲ့တော့အသွင်ကူးပြောင်းရေးအတွက်အကျိုးစားတဲ့ကာလတွေရှိနိုင်တယ်အဲ့တော့ဒီလိုတပြည့်ပြည့်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအချိန်ကာလကိုပြောတဲ့အခါမှာ9နှစ်ကြာပြီအခုဒေါ်လာရေးတွေ65နှစ်ရှိလာပြီနှစ်ပေါင်း90ရှိလာပြီလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အခိုင်အမာတည်ဆောက်မှုတွေကပါလေဆိုတော့ပြောပြီးဆက်စစ်ဖို့လိုပါလေကျွန်တော်တို့လက်နက်ကင်ဒေါ်လာရေးကိုစပြီးလုပ်တဲ့အခါမှာလူမျိုးတိုင်းဟာမိမိတို့ရဲ့ခံစားချက်တွေအရာပုတ်ခွဲတဲ့အတန်နဲ့ကျွန်တော်ကလူထုကိုကျွန်တော်ကလောက်တော့ပါတီအမျိုးတွေမှာဒီလိုပဲလုပ်ဥပမာကျွန်တော်ကချင်propaganda 的清理嘛是把完了，所以全部不清理，所以一路波龙通กัน的，再就是属于这单的，你叫不动就话波龙的那干掉呢，对呢就话就接着啥地皮嘛，并叫做也propaganda 的清理把完了是上了一路顶上安论那但叫做毛明明是那个差别的，哎了，叫做你波从谁就差来的看嘛，没对忙不啦。အဲ့တော့ကျွန်တော်ရဲ့လူထုကိုကျွန်တော်ကအတိပေးတဲ့အပေါ်မှာပဲကျွန်တော်ကဒီအချိန်မှာကျွန်တော်ကမချတော့ဘူးလို့ပြောလူထုကဟာဒီကောင်လေးမလျှော့သွားပြီလို့ပြောကြတယ်တကယ်တော့ခုနပြောသလိုပဲစစ်ရေးနဲ့နိုင်ငံရေးကိုအန်ချစ်ပြီးလောက်ခတာလေးကျွန်တော်ဟာအောင်မြင်တဲ့တေချာတဲ့ပန်းတယ်ကိုရောက်ရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကျွန်တော်တရားရောဟာ CRPH နဲ့ KPIC ရဲ့သဘောတူချက်များကိုခပ်ပြီးMOD နဲ့အခြားသောကျွန်တော်မီဒီယာမှာတွေ့နေရတဲ့ဒီပြန်လည်ပေါင်းစည်းရေးပြန်လည်စုဖွဲ့ရေးအဲ့ဒါကျွန်တော်တို့လုပ်နေပါတယ်လွန်ခဲ့တဲ့နေ့ရက်3ရက်ကပဲကျွန်တော်NUG ရဲ့ KLU ရဲ့ KLPP ရဲ့ CLF ရဲ့ TIO ရဲ့နောက်ပဲကျွန်တော်online meeting တွေလုပ်ပါတယ်လက်ရှိဒေါ်လာရေးကိုအောင်မြင်အောင်ကျွန်တော်တို့ဆင်နွှဲမယ်ဆိုတဲ့အရာကိုကျွန်တော်ဦးစားပေးပြီးကျွန်တော်ဆွေးနွေးနေဖြစ်ပါတယ်အဲ့ဒီမှာမီဒီယာမှာပါလာတဲ့စတီရီယာကောင်စီဆိုတဲ့အားကကျွန်တော်ညှို့မှန်းချက်ပြောတဲ့ဝါဟာရဖြစ်ပြီးတော့အတည်ပြုထားတာတော့မဟုတ်သေးပါဘူးဒါကျွန်တော်ဆက်လက်ဆွေးနွေးနေတဲ့အဆင့်မှာပဲရှိပါတယ်လို့ဒါလည်းပြောပြချင်ပါတယ်အဲ့တော့တော်လန်သောအင်အားစုများဟာကျွန်တော်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရပ်ဖို့လိုပါတယ်။စုစည်းညီညွတ်ရမှာဖြစ်ပါတယ်။အပြန်အလှန်လေးစားအသိမှတ်ပြုရမှာဖြစ်ပါတယ်။တော်လန်သောအင်အားစုများလို့ပြောတဲ့အခါမှာအင်အားစုလို့ပြောတဲ့အခါမှာကျွန်တော်တို့လက်နက်ကိုင်တော်လန်နေတဲ့အဖွဲ့ကိုပြောတာမဟုတ်ပါဘူး။အကုန်လုံးဖြစ်ပါတယ်။တော်လန်နေလို့ပြောတဲ့အခါမှာတချို့ကတော့လက်နက်နဲ့တော်လန်နေတချို့တော့ချမ်းလန်းနဲ့တော်လန်နေကြတာပေါ့။အဲ့တော့ဒီတော်လန်နဲ့အင်အားစုတွေဖြစ်ပါတယ်။မှန်ကန်သောလမ်းကြောင်းပေါ်မှာရပ်မှတ်တာတင်ကျွန်တော်ဟာအရာရှိမှဖြစ်ပါတယ်ဘယ်အချိန်မှာဒီတော်လန်ကြီးပြီးမှလဲဘယ်အချိန်မှာအောင်မြင်မှလဲလို့ခဏခဏအမေးခိုင်းရတယ်အဲ့တော့ဒီမိကုန်းတော့အကုန်လုံးနဲ့သက်ဆိုင်တယ်ကျွန်တော်တို့အကုန်လုံးတော်လန်တော့ဘက်မှာရှိသလားကျွန်တော်ကတကယ်ပဲအောင်မြင်ခြင်းနဲ့စိတ်ကနဲ့ကျွန်တော်ရဲ့အရေးအမြစ်တွေကိုပါဝင်နေသလားလို့ကျွန်တော်ကပြောပြီးစစ်စစ်ပို့လို့ပါတယ်ဒါကြောင့်ခုနကျွန်တော်ပြောသွားတဲ့စာမျက်နှာတစ်စေပါတဲ့အချက်များပြည့်စုံမှအောင်မြင်မှာဖြစ်ပါတယ်။စီရင်တဲ့နိုင်ငံကြီးကိုပေါင်းစပ်မိနိုင်ပြီးလိမ္မာပါဏစွာဥဆောင်ပေးနိုင်ခြင်းဟာလည်းအင်မတန်အရေးကြီးပါတယ်။ပြည်သူရဲ့ထောက်ခံမှုနားလည်မှုနဲ့လိုက်နာမှုပြည့်စုံမှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့လာရှိုးကမိတ်ဆွေတယောက်ကယာယီသမ္မတနဲ့တွေ့တယ်တဲ့သူကကျွန်တော်ပြောတယ်ဒီတိုက်ပွဲပဲအချိန်မှာအောင်မြင်မလဲလို့သူကမေးတော့ယာယီသမ္မတကလည်းအလောတကြီးပေါ့သူကလည်းအစီအဝေးလေးသွားခါနေငါတို့လင်းပြတဲ့တုံးနေရှိလို့ရှိတယ်6လနဲ့ငါတို့နိုင်တယ်လို့ပြောတယ်အဲ့ဒါသူကနောက်တစ်နေ့ကျွန်တော်တွေ့တော့ယာယီသမ္မတအဲ့လိုပြောတယ်တဲ့ဟုတ်ကလားဆိုတော့ဟုတ်တယ်
ကျွန်တော်တို့မှာလီပြစ်တဲ့ဒုံးနေတာရှိလို့ရှိရင်6လဆိုဒီတက်ပွဲကိုနိုင်တယ်ဒါပေမဲ့ဒီလီပြစ်ဒုံးတွေရတော့တစ်ပေါင်း60လောက်ကြာတယ်လို့ကျွန်တော်တို့ပြောပြတယ်ဒါကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဖြစ်တယ်အာဖဂန်မှာလူခဲ့တဲ့ဥက္ကဋ္ဌပရမ်ဆိုင်လို့ခေတ်မှာအာဖဂန်နဲ့ကျွန်တော်တို့သွားတယ်စတင်ဂါတွေကျွန်တော်တို့ပြီးခဲ့တယ်တိုင်ခဲ့တယ်အခုဂျပန်မှာတချို့ရှိတယ်အခုအဲ့ဒီ trip မှာပါလဲကျွန်တော်တို့မိတ်ဆွေတွေရှိတယ်မရနိုင်ပါဘူးနှစ်ပေါင်း60ကျော်တဲ့အထိတောင်မရဘူးဒါကြောင့်မလို့ခုနပြောသလိုပဲကျွန်တော်တို့ရဲ့လိုအပ်ချက်တွေနောက်တစ်ခုကတော့စီရင်တဲ့နိုင်ငံရေးကိုလိမ္မာပါဏဆိုတော့ပေါင်းစပ်ပြီးမှဥဆောင်နိုင်မယ်နိုင်ငံတွေပေါ်ထွက်လာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုနိုင်ငံတွေရရှိတာလဲဆိုတော့ပြန်ပြီးကျွန်တော်ကလေ့လာပါတယ်တချို့နိုင်ငံတွေကနိုင်ငံရရှိမယ်လို့တော့မမျှော်မှန်းထားတဲ့နိုင်ငံတွေဖြစ်ပေါ်လာတယ်တိုက်ပွဲမရှိဘဲနဲ့နိုင်ငံတွေဖြစ်ပေါ်လာတယ်အဲ့ဒါအချိန်ကြီးအများကြီးလက်ရှိဒါပေမဲ့ခုနပြောလို့ပဲကျွန်တော်တို့တော်လှန်နေတဲ့အစိုးရကဘယ်လိုအမျိုးအစားလဲဆိုတော့အရေးကြီးပါတယ်အိန္ဒိယရဲ့ခေါင်းဆောင်များကအကြမ်းဖက်တဲ့နည်းနဲ့တော်လှန်တာသူတို့တော်လှန်တဲ့အစိုးရကဗြိတိရှ်အစိုးရဖြစ်ပါတယ်အဲ့တော့သူတို့အောက်မြင်ပါတယ်ကျွန်တော်စီမှာလည်းအဲ့လိုလုပ်လို့မရဘူးဥပမာနော်ဝေတို့နော်အိုက်စလန်တို့စသည်ဖြစ်ပေါ့အဲ့တော့ခုနပြောတဲ့ East Timor တို့ East Timor ဟာနှစ်ပေါင်း400လောက်ကိုကြိုးစားတယ် East Timor ကကြာပါပြီလို့ကျွန်တော်တို့ကစဉ်းစားတယ်ကျွန်တော်တို့Israel ရဲ့ခရီးကိုတော့ကျွန်တော်တို့ထည့်မပြောတော့ဘူးနော်ဥပမာ Iceland ပေါ့ Iceland ဟာ1800ကျော်မှာသူ Iceland မှာသူတို့နေထိုင်တဲ့နှစ်1000ပြည့်အခမ်းအနားပွဲကြီးကျင်းပတယ်အဲ့ချိန်မှာပဲသူတို့ရဲ့နိုင်ငံတည်ဆောက်ယူစားပြီးလုပ်တယ်အဲ့ဒါပြီးတော့နှစ်ပေါင်း80ကျော်တဲ့အခါမှာသူနိုင်ငံတစ်ခုအနေနဲ့ရောက်လာတယ်အဲ့တော့နှစ်ပေါင်း1080ကျော်ကြာတယ်သူတို့ဒါပေမဲ့တိုက်ပွဲမရှိဘူးနော်ဝေလည်းထုံကြီးကောင်းပါပဲအဲ့တော့ခုနပြောလို့ပဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့ population နဲ့ကျွန်တော်တို့အရင်းမြစ်နဲ့တွားတဲ့အခါမှာကျွန်တော်တို့ကလက်လက်ကန်လမ်းစဉ်တစ်ခုတည်းနဲ့ကျွန်တော်တို့တွားမလားကျွန်တော်ရဲ့နေမီအနေထားအရာတော့ကျွန်တော်ကတွားနိုင်လားဆိုတဲ့အခါမှာလိင်မာပါဏတ်ဆိုဦးဆောင်လို့လုပ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လူထုရဲ့အသိလူထုရဲ့နိုင်ငံရေးအမြင်လူထုကိုကျွန်တော်ပုံသွင်းခဲ့တဲ့ doctrine များဟာကျွန်တော်ကိုပြန်ပြီးမှခက်ခဲဖြစ်စေပါတယ်လူထုရဲ့ယုံကြည်မှုရဖို့ကျွန်တော်အကျိုးစားမှာဖြစ်တယ်အခုဥဆောင်နေတဲ့လူတွေဖြစ်ဖြစ်အဓိကမန်တိုင်နေတဲ့ဥဆောင်နေတဲ့ NUG သူအပြောခံရတာပေါ့ဒါသိကြတာပေါ့ဒါကျွန်တော်တို့ကချင်လူထုလဲကျွန်တော်တို့ကအရင်တော့ကတော့ကချင်လူထုက KIO ပြောလို့ရှိရင်နားထောင်တယ်နောက်ပိုင်းသိနားမထောင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ပူပြီးအသိဉာဏ်မြင့်လာတယ်ဘုဒ္ဓတာရှိလာတဲ့အခါမှာပြောတဲ့ယုံတဲ့အစားတွေမပေါ့အဲ့လိုကချင်လူထုကနောက်တစ်ခုကတော့အရင်ကျွန်တော်ဥပဒေဖရန်ဆိုင်လို့ဖြစ်မှာလို့ဥပဒေဖရန်ဆိုင်လို့ကနိုင်ငံတကာခီးတွေတွားကြတယ်အဲ့ခါမှာသူဘယ်သွားလို့ဘာလို့သူနဲ့အတွေ့အကြုံမှမသိဘူးဒါပေမဲ့ကျွန်တော်တို့ကချင်လူထုကဝိုင်းပြီးသူတောင်းပေးရတာဥပဒေဖရန်ဆိုင်သူစဉ်းစားတဲ့ဟာတွေအကုန်အောင်မြင်ပါစေလို့သူတောင်းပေးကြတယ်ကျွန်တော်တို့ဖြစ်မှာကြတော့မဟုတ်တော့ဘူးကျွန်တော်ဥက္ကဋ္ဌလို့ဟိုမှာဘုသူကိုမော်လို့မင်းတဲ့ပြေဖို့သွားပြီးဖျားပြီးခင်းနဲ့သူ့ရဲ့အတွေ့အခေါ်များကိုသင်ကိုပေးပါဆွတောင်းတာတော့နည်းနည်းလေးအရင်နဲ့တိတ်မတူတော့ဘူးကျွန်တော်ကအဲ့တော့မျက်စိမိတ်တကယ်စွတ်ကြုံကြည့်တဲ့ခင်မဟုတ်တော့ဘူးအဲ့ခါမှာဦးဆောင်တဲ့လူတွေကပို့ပြီးလိမ္မာဘာနဲ့လိုပါလေလို့အဲ့တော့ဒီနေရာမှာအရင်ဖြစ်လို့ကျွန်တော်တို့ရဲ့ TIO ရဲ့တချို့လုံထုံလုံနေကြတယ်ကျွန်တော်ပြောချင်ပါတယ် TIO ဟာကျွန်တော်တို့ခုနပြောလို့ပဲကျွန်တော်ရဲ့ဌာနေသားများကိုကျွန်တော်ကအမြဲတမ်းအလေးထားမယ်ဆိုတဲ့သဘောထားရှိပါတယ်အထူးသဖြင့်ကျွန်တော်မှာဌာနေသားဆိုတာကရှမ်းတဲ့ချင်းဖြစ်ပါတယ်ဒါကြောင့်မလို့ညောင်လည်းပင်ညီလာခံကိုတွားဖို့အတွက်ကျွန်တော်ချင်းပြည်နယ်ရဲ့အခြေခံဥပဒေမူကြမ်းရေးတဲ့အခါမှာမြစ်ချီသားမှာ TIO ရဲ့ NDEK ရဲ့ KTD ရဲ့အတူတူကရေးတာဖြစ်ပါတယ်အဲ့ခါမှာမူချမ်းမှာဘယ်လိုပါတယ်ဆိုတော့ကချင်ပြည်နယ်၏အကြီးအကဲသည်ကချင်ဖြစ်ရမည်လို့ရေးထားတာဖြစ်ပါတယ်မူချမ်းမှာဒါပေမဲ့ကျွန်တော် KIO ကတာဝန်ပြန်ဆွေးနွေးပြီးတော့ကချင်ပြည်နယ်၏အကြီးအကဲသည်ကချင်ဖြစ်ရမည်ဟုမဆိုလို့ဆိုပြီးကျွန်တော်ပြန်ပြီးပြင်ဆင်ရေးသားခဲ့ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကချင်ပြည်နယ်မှာရှမ်းလူမျိုးများဟာထိုင်နေတာဖြစ်တယ်အဲ့တော့ဒီထိုင်နေတာဖြစ်တဲ့ကြောင့်မလို့ရှမ်းလူမျိုးကောင်းဆောင်များတာလေလူထုကရွေးချယ်လို့ရှိရင်ချင်ပြည်နယ်မှာအကြီးအကဲဖြစ်ခွင့်ရှိတယ်ဆိုတော့အယူဆပေါ်မှာကျွန်တော်ကဒီလိုတင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ညောင်နေပြီးမှဟိုလက်ခံတာလက်မခံတာတော့တပိုင်းပေါ့ဒါပေမဲ့ကျွန်တော်ရဲ့သဘောထားကိုသူပေါ်ပြခဲ့တာဖြစ်ပါတယ်လို့နောက်ပြီးတော့ဒီကျွန်တော်တို့ဒီခါလေးမှာလူထုကကျွန်တော်တို့ကိုဘန်ဒါမျိုးဘယ်လိုသုံးဆွဲတယ်လို့ကျွန်တော်တို့ဟိုမိကုနေမေးလေးရှိပါတယ်တချို့ဟာဒီကျွန်တော်တို့မပေါ်ပြတော့လည်းပဲအခုဒီနေရာမှာကျွန်တော်တို့2024ဇူလိုင်ကနေ2025ဇွန်အထိကျွန်တော်တို့တချို့ခန္ဓာတွေမှာသုံးဆွဲတဲ့ဘန်ဒါငွေများလို့ကျွန်တော်ဒီမှာကောင်းဆောင်များကိုကျွန်တော်ဒီမှာဖိုင်လေးမှာပို့ထားပေးပါတယ်ဒါဟိုသိရှိနိုင်မှုဖြစ်ပါတယ်ကျွန်တော်ဒီလိုငွေစင်းပေါင်းပေါ့ဟိုကျွန်တော်တို့ငွေစင်းဌာနထုတ်ပေးတဲ့ငွေစင်းဌာနပေါ့အားလုံးမသိကတော့ကျွန်တော်150ရှိပါတယ်ဒီနေ့ကတော့ကျွန်တော်နောက်ထပ်4ခုလောက်တိုးလာတယ်အဲ့တော့154 155ခုလောက်ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘန်ဒိုင်သုံးဆွဲမှုမှာတော့ကြီးမားပါတယ်တိုက်ပွဲတွေဖြစ်နေတဲ့အထက်ကြောင့်မလို့ကျွန်တော်တို့တချို့လမ်းမဆက်သွေးကဏ္ဍတွေမှာအများကြီးမလုပ်နိုင်ဘူးကျမကြီးမှာတော့ဒါကျွန်တော်ကဒီလူထုကျမကြီးမှာသုံးဆွဲတဲ့ရန်ပုံငွေဘတ်ဂျက်တွေဖြစ်ပါတယ်ကျွန်တော်တိုက်ပွဲတွေမှာသုံးတဲ့ဘတ်ဂျက်တွေထဲမှာထည့်ထားပါဘူးဒါ population နဲ့ပတ်သက်ပါတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ရဲ့ဟို finance department ကနေထုတ်ပေးတဲ့ဟိုငွေဒီကြီးတွေဖြစ်ပါလေအတိတ်ကသုံးဆွဲငွေနဲ့ဒီထဲမှာမပါဘူးဒါတော့ကျွန်တော် finance department ကနေထုတ်ပေးတဲ့တစ်နှစ်စာမှာနှစ်တုန်းကကျွန်တော်သုံးဆွဲတဲ့အတုံးစစ်တွေကကျွန်တော်ဒီမှာဒီလာတယ်အောင်ကျွန်တော်ထည့်ထားပေးပါတယ်လို့အဲ့တော့ဒါတခုလုံးကိုချုပ်ပြီးမှပြောရမယ်ဆိုရင်ဒေါ်လာရေးလို့ပြောလိုက်တဲ့အခါမှာကျွန်တော်ကဟိုဖိနေချုပ်ချယ်မှုအနေရုံမြောက်ဖို့အတွက်ကျွန်တော်ပန်းတန်တဲ့လမ်းကြောင်းကိုရွေးချယ်တဲ့ဒေါ်လာရေးဖြစ်ပါတယ်ဒါကြောင့်မလို့အောင်မြင်အောင်သွားဖို့လိုပါတယ်ဒီလိုသွားတဲ့အခါမှာကျွန်တော်မိမိယုံကြည်ရာကျွန်တော်ရဲ့ဖျားသခင်ရဲ့ဟိုတနာကျင်စာခြင်းဟိုကျွန်တော်ပြောလိမ့်ဖို့လိုပါတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့စုစည်းညီညွတ်ခြင်းအားလိုပါတယ်တစုချင်းတစ်ဖွဲ့ချင်းကနေတနိုင်ငံလုံးရဲ့စုစည်းညီညွတ်တဲ့အားကိုကျွန်တော်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ထိကျွန်တော်သွားနေတဲ့မူကတော့ဒေါ်လာကြီးအများစုနဲ့တက်တွဲတယ်နေပြီးတော့အစိုးရကိုကျွန်တော်အခုလင်းလင်းကျွန်တော်ပြောပါတယ် KIO တဖွဲ့တဲ့နဲ့စကားပြောလို့မပြီးနိုင်ပါဘူးအဲ့တော့နေပြီးတော့ဟာ NUG နဲ့စကားပြောချင်တဲ့ဆန္ဒရှိသလားလို့ကျွန်တော်မေးထားပါတယ်အဲ့တော့တဖွဲ့ချင်းနဲ့စကားပြောတဲ့ပုံစံမျိုးကို KIO ကလက်ခံမှာမဟုတ်ဘူးဆိုတော့ကျွန်တော်နိုင်ငံတကာနဲ့ဒီအိန္ဒိချင်းနိုင်ငံများအားလုံးကိုကျွန်တော်ပြောပြထားပြီးသားဖြစ်ပါတယ်ဒါကြောင့်လို့ဒီကနေ့ကျွန်တော်သွားနေတဲ့ဒေါ်လာရေးဖီးဟာ60ခန်းခီးသွားတဲ့အခါမှာကျွန်တော်ဘယ်လိုတိဆောက်ထားပြီးလဲဘယ်လောက်တိဆောက်ထားပြီးလဲဆိုတဲ့ဟိုကျွန်တော်ပြန်ပြီးသုံးသပ်နေပါလေဘာပဲဖြစ်2026ဟာအပြောင်းလဲတွေအများကြီးဖြစ်လာမယ်ဖြစ်တယ်လို့ကျွန်တော်ပြောပြထားပါလေကြိုးစားတာလည်းကျွန်တော်တောက်လျှောက်ကြိုးစားနေပါလေကျွန်တော် KIO တော့တည်င်းတွေကိုသိပြီးမှထုတ်ပြန်လို့မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့တခါတည်းမှာတချို့တည်င်းတွေဟာကိုထုတ်ပြန်လိုက်တဲ့ခါမှာတစ်ဖက်ကနေပြန်ပြီးဟိုကောင်တာလောက်တာလို့ပြင်စစ်တပ်စစ်စင်ပြန်လို့လောက်တာပါတယ်ဥပမာကျွန်တော်ဒီလီယင်ဟိုတိုက်ခိုက်တဲ့တည်င်းတွေပေါ့လေဒါကျွန်တော်သိမထုတ်ပါဘူးတကယ်လည်းတောက်လျှောက်လုပ်နေပါတယ်ဥပမာမနေ့ကဆိုကျွန်တော်မရှင်နာဒေတာစခိုင်းရဲ့ဗီဒါစခါမို့ဗီဒါကိုကျွန်တော်ဖြည့်ဆည်းပြပါတယ်မနေ့ကဘမောမှာကျွန်တော်တို့တင်ကားတစီပြပါတယ်မနေ့ကဒီနလာအထက်မှာပဲတင်ကား9စီးတော့ကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်အထူးဖြစ်တော့မနေ့ကဒေတာစခိုင်းရဲ့ဗီဒါကိုကျွန်တော်ဖြည့်ဆည်းခဲ့တာဖြစ်တယ်အဲ့တော့တည်င်းနေမှာဟိုမထက်လိုက်တဲ့ကျွန်တော်ကလိုအပ်တင်များကိုကျွန်တော်ဆောင်ရွက်နေပါတယ်အကုန်လုံးနဲ့လက်တွေ့ပြီးဆောင်ရွက်နေပါတယ်ချင်းပြည်နယ်အရေးကိုကျွန်တော်ကချင်းပြည်အရေးကိုကျွန်တော်အရေးထားပြီးကြိုးစားနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မှာကချင် unit နာဂအ unit ချင်း unit နဲ့ NUG အထူးသဖြင့်ဒီစကိုင်းတိုင်းထပ်တဲ့ကားသုံးလုံးဟာ stable ဖြစ်ဖို့ကြိုးစားနေတယ်ဖြစ်တယ်။ဖြစ်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ဒီကျွန်တော်တို့အထက်ပိုင်းမြောက်ပိုင်းတစ်ခုလုံး stable ဖြစ်တော့ရှင်အောက်ပိုင်းကိုကျွန်တော်ဟိုအလွေတကူကျွန်တော်ကထိမ့်သိမ့်နေမှာဖြစ်တယ်ဒါကျွန်တော်ရဲ့ဟိုစီးရီမှာချက်ဖြစ်ပါလေ
ချင်းပြည်ရဲ့အရေးအမြင့်ဟာတနိုင်ငံလုံးရဲ့အောင်မြင်မှုကိုပေးစွမ်းနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ချင်းပြည်နဲ့ကျွန်တော်ချင်းပြည်တစ်ခုလုံးလွတ်မြောက်ရေးကိုကျွန်တော်အားထုတ်မှတ်တဲ့လှုပ်ဆောင်နေတယ်။လုံခဲ့တဲ့အချိန်ဒီမှာကောင်းဆောင်များခဏတို့မိတ်ဆွေများလည်းတွေ့ပါတယ်။ချင်းကောင်းဆောင်များနဲ့ကျွန်တော်တွေ့တယ် CB နဲ့တွေ့တယ်အခုလည်းကျွန်တော်စီရအထူးတာဝန်နဲ့တွားနေတဲ့ကောင်းဆောင်များချင်းပြည်ပဲအောက်ပိုင်းထိရောက်နေပါတယ်ကျွန်တော်တောက်လျှောက်ကျွန်တော်နေမီလိကာရေးအစကျွန်တော်လုပ်နေပါတယ်အဲ့တော့ဒီလိုတော်လာရေးခီးကိုတွားတဲ့အခါမှာကျွန်တော်လူထုရဲ့အင်အားကျွန်တော်အပြည့်အဝအသုံးဆွဲနိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်ဒါအခုလိုတွေ့ရတာအိမ်မတန်းဝမ်းမြောက်ကြောင်းပြောချင်တဲ့ဒီကုန်းချုပ်ပါတယ်ဒီချိန်မှာကျွန်တော်ဒီလိုမိကုန်းနေရှိနေဆိုတော့မိကုန်းတစ်ခုလောက်ကျွန်တော်အဲ့မှာအခြေရရတယ်လို့ကျွန်တော်မေးလို့ရပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဆလောကျေးဇူးပါHello? Hello? 你先把大声来吧。好大个人。你先你哪？OK。安哥，没事。đây con đã chọn chính xác rồi à đấy tôi là mình sorry hello cái cô đi chọn này sẽ ok chỗ mai lên xin được điều mấy chị đó chỗ đó chị xem đó Hello. Kamu nanti. Hey. Hello. Okay. Det var ikke kom som på der om Jordan er den samme. Jeg kunne pinde dem. Hello. Paul. Hey Paul. Đây phổi đây. Để con nó phổi dụng, để con nó sẽ để con sẵn là con mày này nó bắt có sẽ để con nó xem phổi dụng đây lo ngà phổi ra lo lo để không lo tí khẩn
ကျွန်တော်ရဲ့ notes ကတော့အဲ့မှာ soft copy ပေးထားတာရှိပါတယ်လို့အဲ့ဒါကိုအဲ့မှာရယူနိုင်ပါတယ်ဒါပေမဲ့ဒါကိုပြန်ပြီးဝေမျှတဲ့အခါမှာတော့နည်းနည်းလေးမလိုအပ်တဲ့နေရာတွေမရောက်အောင်နဲ့အချင်းချင်းကတော့မျှဝေလို့ရပါတယ်အဲ့မှာကျွန်တော် soft copy ပို့ထားတာရှိပါတယ် Okay. Hello. Okay, thenဒီကနေပဲစင်ဒီမေဂျာခဏမေးမယ်ချက်mix ဒီချိန်မှာချိန်ယူเขานางนั่นฉันผม Grande pasasan di nada. แต่ก็น่าจะอยู่ยัง Hello. โอเคได้สักครับนั่งเชิงกันเยอะมาเลย 자, 산유니까 산만한 산이라고 해. Mai ko naman na. 오케이, 내려면 나서. Okay. From chop. Ne, na ba yung dahil mata sa sa. Đúng ba mai ko. Rem jo na be ya. Ya na ko ne sa na du ba khong ne na ba sa. Ai dai me sa mi yo ya, dai am je ko mong tan ta ya. Dai na phom du sa jo ya. Am je myu ni dai si thu ba ma ai dai ke je myu jo ya. Du ba dai phong ye no. 现在呀，开了没有干嘛？应该做点吃过去哦。那么用啥去啊？不多嘛要做的。thanks. Okay. 그가 산은 많아군 다산. Okay. 또 지금 등반대 아예마야 안내 야 그런 거 담아 아예. 나이 많아고 두만 나도 안돼. Hello. 지금 지요 이제 내가 야 안돼 그다 엄마이 kum차 도래면 저 대세. Stay no. 공나이 너무 공부해서 근데 그러는 자 아니야. 그래도 뭐 안돼 뮤샤 누가 많이 거는 누구나 얘들아 아예 미사고 뭐야 이제 누가나 집에 생산해야 돼. 제주 가서 Okay, mình trước phần đời anh rồi con nào phải san đời đấy. Cô đi không? Alright. Okay, yeah. Chị mình sẽ lại bảo cô châu. မင်္ဂလာပါဘုချုပ်ကျွန်တော်ကဒီပူတော်ဘက်ကနေပေါ့လေနော်ကျွန်တော်နာမည်ပြည်ရမလို့ခေါ်တယ်ကျွန်တော်မေးချင်တဲ့မေကွန်းနှစ်ခုရှိတယ်ပေါ့လေနော်ပထမတစ်ခုကဒီပူတော်နောင်ကောင်းအောင်ပြုနဲ့ပတ်သက်ပြီးမှပေါ့လေနော်အခုတလောဖြစ်ပြနေတဲ့ဒီလမ်းစေအရေးနဲ့ပေါ့လေနော်လူထုဒီယုံရေးကတော်တော်လေးကိုKOK အတွက်စီယုံရေးကတော်တော်လေးကျနေတဲ့သဘောမှရှိတယ်ပေါ့လေနော်အဲ့ဒါကိုဘယ်လိုမျိုးလမ်းစီတွေနဲ့ရှေ့ဆက်ပြီးမှဘယ်လိုမျိုးတတ်မှတ်ပြီးမှသွားမလဲပေါ့လေနော်ပြီးတော့နောက်တစ်ခုကတစ်ဆက်သေးမှာပဲဘူတော်လူထုကပေါ့လေနော်condition ရှိတယ်ရောဂါရှိတယ် resource ရှိတယ် game board ရှိတယ်ဒိုလင်းရှိတယ်တဲ့ပေါ့လေနော်တို့အတွက်ကျူးစားနေတဲ့ဒီ KPF ပေါ့လေနော်အခုဘုံမုံချွာဒီပုံ KPF ရှိတယ်KPF ကိုဘယ်လိုမျိုးတာဝန်ဒီပေးထားလဲပြီးတော့ရှင်းဆက်ပြီးမှဘယ်လိုမျိုးလှုပ်ဆောင်မလဲပေါ့လေနော် KPF နဲ့ပတ်သက်ပြီးမှမေးချင်ပါတယ်လို့ကျေးဇူးတင်ပါတယ် Okay, nan đó sang rồi. Em ạ. 그 산만 많아군. 나 믿으랍니다.
chúng ta không sâu lười để thì tụi mày bảo cô ra dùng cô ra để lòng nghi ngại ra anh dùng phát ra để em ya thì mình phong trong lực cùng gia đình để lòng như thế xem ra là gì cái nhìn cô gọi biến phát phai nóจะมีแต่มีเกี่ยวกับlòngที่xem ra mà thì thằng là suy nghĩ rằng cô thằng làm rằng cô cái mà muốn một cái chuyện của bà sẽ one second. That's it. Yeah. Thế chúng ta sẽ Mỹ thay Mỹ cũng nghe cho nó có ngành giống cho nó đó của bọn lưu thấy nào thì ông cho nó nên sinh ra cho nó đấy mà chắc là mũi giết siwa tất na apa isi tu ku tamam ho nengan tamam ho lu zuga sin cha lu thong be khama tao chi sim bu im dan thaba de chalo nengan ma ro di ha ko len na tu ku ne ne ni pong nya so a tong liu la de khama tao wa bo chalo pian bi khu khaya la im dan thaba de da jang KIO ha 1990文件老板的傻逼，OBM Free State 属于追着版的就录下来。KIO 个代表一录下来，နိုင်ငံရေးနဲ့ထောက်လှမ်းရေးအင်အားစုတွေကဒါကိုပို့ပြီးအားကောင်းအောင်လုပ်လာတယ်။တစ်ဖက်ကစီးပွားရေးသမားများလည်းပြန်ပြီးပါလာတဲ့အခါမှာအင်မတန်ခက်ပါတယ်။ဒါကြောင့် KIO က1990文件老板的傻逼ဒီကနေ့အထိမွေးစီဝတ်တက်ဖြစ်ရေးလုပ်နေတာဖြစ်ပါတယ်။လုပ်တဲ့အခါမှာ KIO ကနေအဓိကလုပ်တာမျိုးမဟုတ်ဘဲနဲ့လူထုအခြေပြုဘာသာရေးအခြေပြုပုံစံမျိုးနဲ့လုပ်ပါတယ်။အခုဘတ်ဂျက်ဆိုင်လို့ကျွန်တော်တို့ကချင်ဒေသမှာလုပ်နေတဲ့အကုန်လုံးဒီကျွန်တော်တို့ KIO ဘတ်ဂျက်သုံးစွဲနေတာဖြစ်ပါတယ်။အဲ့တော့ခုနကကျွန်တော်ပြတဲ့စီရင်ထဲမှာဒီဘတ်ဂျက်ဆိုင်ရဲ့စီရင်မပါသေးပါဘူး။အင်မတန်များပါတယ်။ကျွန်တော်တို့ဒီပခိုးဒေသနဲ့ဒီကျွန်တော်တို့ပခိုးဒေသနဲ့နီးတဲ့အတိုင်းနှစ်ခုသုံးခုရဲ့ဝင်ငွေကနေမှ10%ကိုကျွန်တော်တို့ကပြီးတဲ့ရန်ပုံငွေနဲ့ယူထားပြီးတော့ဒီဘတ်ဂျက်ဆန်မှာကျွန်တော်တို့သုံးနေတာဖြစ်ပါတယ်အခုတောက်လျှောက်သွားနေတဲ့ဘတ်ဂျက်ဆန်ရဲ့အလုပ်ရှားမှုများအားလုံးရဲ့ဘတ်ဂျက်ဟာကျွန်တော်တို့ပြန်ထုတ်နေတာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါအင်မတန်များတဲ့အမောင့်ဖြစ်ပါတယ်အဲ့တော့ဘာသာရေးအခြေပြုဒေတာလူထုအခြေပြုဟိုအားလုံးအားအနေနဲ့သုံးပြီးကျွန်တော်လုပ်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီမွေးစီဝါတက်ဖြစ်ဆိုတာအင်မတန်ခက်တယ် KIO တစ်ဖွဲ့တည်းလည်းလုပ်လို့မရဘူးနောက်ပြီးမှတကယ်နှရှိလာများလုပ်ရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့လုပ်နေတာဆိုကျွန်တော်လုပ်နေတယ်ဒါပေမဲ့လူတိုင်းရဲ့တာဝန်ဖြစ်တယ်အစိုးရကဒါကိုကျွန်တော်တို့ပြန်ပြီးမှအသုံးချတာပေါ့ဥပမာလူခဲ့တဲ့10နှစ်လောက်လုံးဝဆိုလို့ရှိရင်ကျွန်တော်တို့စီတာပူမှာအရင်ကမွေးစေဝါရောင်းတဲ့အင်ဂျင်ရှိတယ်အဲ့မှာထောက်လိုင်းရဲ့အဖွဲ့တွေကလာပြီးမှသူတို့ကိုပြန်ချက်ခိုင်းတယ်တဲ့မင်းတို့အခုဘာလို့မရောင်းတော့တာလဲပြန်ရောင်းပါမင်းတို့မရောင်းရင်တော့အရင်အမှုအဟောင်းနဲ့မင်းတို့ကိုငါတို့တရားစွဲမယ်လို့လာပြီးချက်ခိုင်းတယ်အဲ့တော့ဥပမာအခုဒီကျွန်တော်တို့လူငယ်တဲ့ဆန္ဒပြတာကကျွန်တော်တို့စစ်သားတွေမှာပါဝင်ပြရတယ်ဆိုတော့ဝါရှောင်းနဲ့ဒီတဝိုက်ပေါ့စတုံးတဝိုက်ဝါရှောင်းနေရာမျိုးမှာဒီနံပါတ်4လို့ပါတော့အင်မတန်ဈေးပေါ်တယ်အဲ့တော့
ဘာဖြစ်လို့ဒီတောရွာတွေမှာဒီနမဖို့ကဈေးပေါ်ရတယ်လဲဥမာဘိန်းမဲလို့ဘာလို့ဈေးပေါ်တယ်ဆိုတာတဘာဝကြတယ်ဒါပေမဲ့တကယ်ဒီဓာတုဗေဒသုံးပြီးမှစိတ်ဝင်နေထုတ်လုပ်ရမယ်မူရစီဝါတွေဟာအဲ့ဒီဒေတာတွေမှာအင်ပြန်ဈေးပေါ်နေတော့တွေ့ရပါတယ်ဒါကြောင့်မလို့ဒီမူရစီဝါကတော့ကျွန်တော်တို့တိုက်ဖြစ်ရေးကိုတောက်လျှောက်လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ရှိလက်ရှိမလုပ်နိုင်ဘူးပေါ့နော်ဒါတော့နိုင်ငံရေးနဲ့ဒီနိုင်ငံတို့လုပ်တဲ့လူတွေအတွက်ဖြစ်တယ်ဒါဟာနိုင်ငံတကာတော့မှအင်မတန်ကျူးစားတဲ့နေရာမှာအင်မတန်ခက်ခဲရှိတယ်အခုဥရောပတို့အမေရိကတို့မှာတောက်လျှောက်ဝင်နေတာတင်ပေါ်တင်နဲ့ဝင်နေတာအဲ့တော့ကျွန်တော်တို့တော်လာရေးအဖွဲ့တွေကျွန်တော်တို့ရဲ့အားငယ်တဲ့လူမျိုးစုတွေကတော့အကြီးကျယ်တဲ့လူခုခံရတဲ့အခြေအနေမျိုးဖြစ်တယ်လို့ပြောချင်ပါတယ်နောက်တော့လည်းပူတာဒီတာပြီးလို့ရှိရင်ဒီကျွန်တော်တို့မျိုးနွယ်စုတွေအကြောင်းကိုဒီနေ့မှာနည်းနည်းအခြေအနေပြောချင်ပါတယ်ခုနကကျွန်တော်ဆွေးနွေးခဲ့လို့ပဲ KIO ရဲ့လမ်းစဉ်နဲ့ခံချက်မှာပါလဲဆိုတော့ဒီကျွန်တော်မျိုးနွယ်စုတွေအားလုံးပေါင်းပြီးမှကျွန်တော်ကချင်တိုင်းလာဖြစ်လာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ကခွဲခြားမှုမထားဘဲနဲ့ကျွန်တော်ဆီဆက်သွားဖို့လိုတယ်လုံခဲ့တဲ့ဒီကျွန်တော်KIO စပြီးပေါ်လာတဲ့အချိန်မှာအထူးဖြစ်ပူတာဒီကမှာကျွန်တော်ပြဿနာအကြီးကြီးဖြစ်လာခဲ့တယ်အဲ့တော့ဒီအချိန်မှာဖြစ်တဲ့ပြဿနာတွေဟာကျွန်တော်မမျှော်လင့်ထားတဲ့အမှားတွေနဲ့ဥဆောင်တဲ့ခေါင်းဆောင်ပိုင်းတွေအမှားတွေကြောင့်ဖြစ်တယ်ဒါမဲ့ဒါကိုကျွန်တော်ကပြီးပြောက်ဖို့ခက်တယ်အဲ့တော့ဒါကိုလည်းဒီကနေ့ထိကျွန်တော်ကမဖြစ်ရှင်းနိုင်သေးဘူးဒီလိုအနေအထားမျိုးမှာကျွန်တော်ကအစိုးရအဆက်ဆက်ကဒါကိုလည်းနဲ့ထုတ်နေအသုံးပြုတယ်ဒီလိုအသုံးပြုပြီးမှတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်စစ်စီလုံးမရှိအောင်ကျွန်တော်တို့ဖန်တီးတဲ့ဟာလည်းကျွန်တော်တတိချဖို့လိုပါတယ်ဒီပူတာအိုလို့နံမွန်လို့ခေါင်လံဖူးလို့ဆိုကျွန်တော်မိထားတာမဟုတ်ပါဘူးဥမာအခုဦးအတောင်တိဆောက်တဲ့တရားဟိုတနေ့ကပဲ Facebook မှာတွေ့လိုက်တယ်အဲ့ဒီကျိုးတရားတိဆောက်တယ်ဆိုတော့တကယ်တော့အဲ့ဒီကျိုးတရားတိဆောက်ရေးဘက်အကုန်လုံးကျွန်တော်တို့ထုတ်တာဖြစ်ပါတယ်လေဆာမှာပဲဥပဒေတို့အဖွဲ့ကြီးရောက်လာတယ်ကျွန်တော်တရုတ်ပြည်ကနေမှာလေလေဆာမှာပဲအပ်ပြီးတယ်ဒါမဲ့ကျွန်တော်တို့ကဒီကျိုးတရားတိဆောက်ရေးနဲ့အဲ့ဒီအတွက်ကျွန်တော်တို့ပတ်စံထုတ်တယ်ဆိုတာဒီကနေ့ဒီတစ်ခါမှကျွန်တော်မထုတ်ပြန်ခဲ့ဘူးဒါဒီကနေ့ကတော့ကျွန်တော်ဆုံးဖြတ်ပြောတာပဲသူ့ဘွေးတွေပါတော့အကုန်လုံးဥပဒေမျိုးတို့လုပ်တာပေါ့ဒါမဲ့ဒီကနေ့ကျွန်တော်အကုန်လုံးကျွန်တော်ပြန်ဝယ်လုပ်တာဖြစ်တယ်သူတန်ရရဲ့စိတ်ကကျွန်တော်အဲ့ဒီသူတန်ကျွန်တော်အတိုက်တာဖြစ်တယ်အကုန်လုံးကျွန်တော်ဒီကနေဒီဆောင်ရေးကျွန်တော်အကုန်လုံးထုတ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီသူတန်ရရဲ့စိတ်ကိုဟာလည်းကျွန်တော်အကုန်လုံးဒီကနေပဲကျွန်တော်ရံပုံငွေကျွန်တော်ထုတ်တာဖြစ်ပါတယ်လို့အဲ့တော့ဒီခုနပြောနေပဲဒီဆူလိုဝမ်လုံစသဖြင့်ကျွန်တော်ကမျိုးနွယ်စုတွေရဲ့ဂျားထဲမှာရှိတဲ့အဖို့တစ်တွေကျွန်တော်ကပြေပြောက်အောင်ကျွန်တော်ကကြိုးစားဖို့လိုပါတယ်ဒါကြောင့်မလို့ဒီခောက်အဖွဲ့လေးပေါ်လာတဲ့အခါမှာလည်းကျွန်တော်ဒါကိုစစ်ကြကျွန်တော်ညှိနှိုင်းပြီးတော့ဒီမှာအထူးကတက်ပွဲဝင်နေတာဖြစ်ပါတယ်နောက်တစ်ချိန်မှာကျွန်တော်ရဲ့နိုင်ငံရေးအရာဖြစ်ရှိရမှာတဲ့အခါမှာတတိတခြားမဖြစ်ဖို့လိုပါတယ်ခုနပြောလို့ကျွန်တော်လူဝမျိုးမျိုးကြီးပဲဆိုရင်ကျွန်တော် self determination မရနိုင်ဘူးဇိုင်ဝါကြီးပဲဆိုမရနိုင်ဘူး ethnic nation state ဆိုတဲ့ position ရောက်မှကျွန်တော်လူချင်းနဲ့ self determination ရ federal တော့ပြောတဲ့ခါမှာခါလေးကျွန်တော် federal ဆိုတာမတူညီတော့လူမျိုးများအတူတူကနေထိုင်တဲ့အခါမှာတုံးရတဲ့စနစ်ဖြစ်ပါတယ်တိုင်းရင်းသားဆိုတဲ့အတူညီတဲ့လူမျိုးတွေကြားထဲမှာ federal 30လုံးမလို့ပါဘူးเนาะအဲ့တော့ဒီဟာရဲ့ကျွန်တော်တက်ပြရတယ်မှာကျွန်တော်ပြနိုင်မယ်ဆိုကျွန်တော်ရဲ့စစ်တပ်လာပုံသမိုင်းကြောင်းမှာအတူတူပဲဖြစ်ပါတယ်ရှင်းတော့ကွာခြားမှုအချိန်ကွာခြားမှုပဲရှိတာ1948အချင်းပြည်နယ်ပတ်မအုပ်စုမနောပွဲကျင်းပတဲ့အခါမှာအစည်းအဝေးဆုံးဖြတ်ချက်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာပါတွေ့ရတယ်လေဆိုတော့ဒီနှစ်1948ခုနှစ်ရဲ့မနောပွဲကိုကချင်ဘာသာဖြင့်ကျင်းပရအောင်လို့ရေးထားတာတွေ့ရတယ်ဒါဆိုရင်တော့ကျန်တဲ့နှစ်ဒီမှာတော့တခြားဘာသာများနဲ့မနောပွဲကခုန်တီဆိုကျင်းပမယ်ဆိုတဲ့သဘောထားကိုတွေ့ရတယ်ကျွန်တော်ရဲ့ဒီရိုးရာယဉ်ကျေးမှုတချို့ဟာတွေကဘာသာစကားကွဲပေမဲ့ကျွန်တော်တွေ့ရတာတွေ့ရပါတယ်ဥပမာဒီကျွန်တော်အခုဒီဆူကကျွန်တော်ရိုးရာယဉ်ကျေးမှုမှာကျွန်တော်သုံးနေတဲ့အထုံးစီဆိုတဲ့မူရင်းအစ်တဲ့ဟာလောကရဲ့စကားလုံးဖြစ်ပါတယ်
အဲ့တော့ဒီလိုကျွန်တော်တို့ဟာခွဲခြားလို့မရတဲ့တိုင်းသားမျိုးနဲ့စုတိုင်းသားတစ်ခွက်တစ်ဖြစ်တဲ့အခါကျတော့ဒီဟာကိုကျွန်တော်အမြဲတမ်းဖြစ်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ကပြည်သူစစ်ကျွန်တော်ကချင်တိုင်းသားတွေမှာရှိတဲ့ပြည်သူစစ်တွေအရေးကိုကြိုင်ရတဲ့အခါမှာကျွန်တော်အမြဲတမ်းတတိထားပါတယ်ဘာဖြစ်လဲဆိုတော့မျိုးနွယ်စုနဲ့ပြည်သူစစ်ကိုရောထွေးသွားအောင်အစိုးရကကြိုးစားတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ချင်းကပ်ပုံကပြည်သူစစ်ခေါင်းဆောင်ကရိုးရာယဉ်ကျေးမှုခေါင်းဆောင်တာကိုမယူဘူးဒီတာဝန်ကိုတပြိုင်တည်းမှာထမ်းဆောင်ဖို့ကျွန်တော်ကချင်းကပ်တာဖြစ်ပါတယ်ဥပဒေရဲ့ပြည်သူစစ်ဖြစ်ပေါ်လာခါကြီးမှာကျွန်တော်သူ့ရဲ့အိမ်မှာမိချနာမျိုးမှာသူ့အိမ်မှာ၄နိုင်ကျော်သူနဲ့ကျွန်တော်ဆွေးနွေးပါတယ်ဒါမဲ့သူကအားရဖားရဲကျွန်တော်အတိုင်းမှုကိုအဲ့ချိန်မှာတိုင်းမှုကိုချုပ်ပုံးမြင့်တိုင်းမှုကိုကျွန်တော်ကတိပေးထားပြီးသားဖြစ်သွားပြီ၄နိုင်ခွဲလောက်ကြာတယ်ကျွန်တော်သူ့အိမ်မှာသွားဆွေးနွေးလိုက်ဒါကြောင့်ကျွန်တော်တို့ရဲ့ကချင်တိုင်းကြားပါရီကြားထဲမှာဒီပြည်သူစစ် PGF ဆိုတဲ့ဟာကိုကျွန်တော်ကြိုက်ကြတဲ့အခါမှာအင်မတန်တတိထားပါတယ်တကယ်တော့ပြည်သူစစ်တို့ PGF ဆိုတဲ့ဟာတွေအကုန်လုံးဟာတမတော်ရဲ့အစစ်အပိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်တို့ဂျားထဲမှာတွေးခွဲအောင်လုပ်နေတဲ့ကရိယာအနေနဲ့အသုံးပြုနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အမြဲတမ်းသတိထားပါတယ်လို့လမ်းစေရီဒါဟာရွှေထွက်တယ်လို့နာမည်ကြီးလာတဲ့အခါမှာပြဿနာတွေများလာတယ်ကျွန်တော်တို့အချင်းချင်းပိုင်းကမကျွမ်းကျင်မှုကိုကြိုးရှာမှုပြင်ဒေတာအစွဲစီးပွားရေးလုပ်ငန်းရှင်များရဲ့သူတို့စီးပွားရေးကိုချမ်းမှုတွေကြောင့်ချုပ်ထွေးလာတာဖြစ်ပါတယ်ဒါမဲ့ဒီနေရာမှာတကူကဘာဖြစ်လာလဲဆိုတော့လမ်းစေဒီတာမှာတချို့ဒေတာလေးမှာတော့ဒီကျွန်တော်ဒေတာအစွဲတွေရှိတယ်ဒီနေရာဟာကျွန်တော်ရဲ့ဘိုးဘွားပိုင်မြေဖြစ်တယ်ဘိုးဘွားပိုင်မြေဆိုရင်ကျွန်တော်ထင်သိရမှာဖြစ်တယ်နောက်တစ်ခုကတော့ဒီစစ်ရေးအရာတကယ်တော့ဒီလမ်းစေဟာမြို့နယ်ခွဲတဲ့အခါမှာဒီပူတော်ကနေယူခါကထင်းချုပ်တဲ့အနေအထားနဲ့မြို့နယ်ခွဲတဲ့အနေအထားတွေကနည်းနည်းလေးရိုးရိုးချွတ်ချွတ်ဖြစ်တဲ့ခါကျတော့ပူတော်ကိုယူခါနေလာပြီးကြိုင်ရတဲ့အနေအထားတွေကြောင့်လည်းနားလည်မှုတွေကျွန်တော်လွဲမှားရတယ်တချို့ဒီကခံရကျွန်တော်ဒီအခုကျွန်တော်ရုံခတ်မှာပဲဒီနေရာတော့ကျွန်တော်ရဲ့ဒေတာဖြစ်တယ်တဲ့အဲ့ဒါကျွန်တော်တို့မေးတယ်ကိုယ့်ရဲ့ဒေတာအဆိုတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီတရားစာစဆိုတာကအလုံးမြောက်ပြီးသုံးလွှဲဖို့လိုတယ်ကျွန်တော်လည်းပြုတ်ပြင်းနေဒေတာခံနေတဲ့နားလည်ဖို့လိုတယ်အဲ့တော့အခုခင်ဗျားကအရင်အဲ့ဒီလမ်းစင်မှာခင်ဗျားဘိုးဘွားပိုင်မိဖြစ်တယ်အခုခင်ဗျားမြချီနာခင်ဗျားလေဘုံမှာနေတယ်အဲ့တော့ခင်ဗျားမြချီနာမှာနေခင်ဗျားအခုဆောင်လာကျွန်တော်သူ့မေးတာခင်ဗျားဒီနေရာကိုခင်ဗျားတို့မိသားစုတွေပဲခင်ဗျားတို့ကအခုကောက်မယ်ဆိုရင်ခင်ဗျားမြချီနာမှာလာနေတဲ့ခါမှာခင်ဗျားအခုဆောင်ဖို့လိုတာဒါကျွန်တော်တို့ကဟိုလုပ်ရတယ်ပြီးခုနကပြောတဲ့တမိုင်းချောင်းပေါ့အဲ့ဒီမှာကျွန်တော်တို့အင်မတန်အသက်ကြီးတဲ့လူပါအခုတယောက်ကျွန်တော်တို့ဖိတ်တယ်အဲ့ဒီသားရဲ့နေမီဒီထားတယ်အဲ့တော့သူကပြောတာဟာကျွန်တော်တို့ကလူပါမဟုတ်ဘူးတဲ့ကျွန်တော်ကကိုရီးယားဖြစ်တယ်တဲ့သူပြောတာအဲ့တော့သူ့ရဲ့အဖိုးများဖြစ်တာဒီကိုရီးယားအနေဒီလမ်းစေကိုရောက်လာတဲ့တမိုင်းချောင်းကိုသူအတိအကျပြောတယ်ဒါကြောင့်ကျွန်တော်သူ့ပြောတာမဟုတ်ဘူးကိုရောခင်မှာကျွန်တော်ကတိုက်ပွဲတွေအဲ့ဘက်ကိုဆင်နွှဲတဲ့အခါမှာခင်ဗျားတို့ပါလာဖြစ်နိုင်တယ်အဲ့တော့ခင်ဗျားတို့ကအိမ်ကိုပြန်လာတာဖြစ်တယ်ကိုရီးယားလူမျိုးကလမ်းစေကိုရောက်လာတာမဟုတ်ဘူးအရင်ကျွန်တော်တိုက်ပွဲကြောင့်ကြံခဲ့တဲ့ခင်ဗျားတို့ရဲ့အဖိုးတွေအပေးတွေကပြန်ဆင်းလာတယ်သူအတိအကျပြောတယ်ကိုရီးယားနေပဲအချိန်မှာဘယ်နေရာရောက်တယ်ဒီကနေ့ဒီအတိအကျပြောနိုင်တယ်ဒါကြောင့်မို့လို့ဒီကျွန်တော်တို့ရဲ့အမိုင်းချောင်းနဲ့ကျွန်တော်ရဲ့ထိုင်ချက်တွေဟာလည်းဒီနေရာမှာလိုအပ်ပါတယ်အဓိကတော့ခုနပြောလို့ပဲကျွန်တော်တို့ဟာတစုတစည်းဒီနဲ့ကျွန်တော်တို့လိုချင်တဲ့ subdetermination ကိုရဖို့လိုတယ်။ဖန်တီးရှာဟာကျွန်တော်တို့ကချင်တိုင်းသားများနဲ့တကယ်အညီကိုဖြစ်ပါတယ်။ကချင်မျိုးများကိုကျွန်တော်တို့ထောက်ခံတဲ့နေရာမှာဖန်တီးရှာဟာထိတ်ဆုံးတာဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးယူတဲ့အခါမှာတမိုင်းကြောင်းတွေရှိတယ်အခုဒီဥအောင်ပါတို့ပါလို့ဆိုတာဒါထိတ်ဆုံးတာ။ဒါကြောင့်အခုကျွန်တော်တို့ဟာတကယ်လို့ဒီချင်းမှာပေါ့ဒီဂျာကာလာပြီးဆုံးလာတဲ့အချိန်မှာနိုင်ငံတစ်ခုရဲ့ဖွဲ့စည်းပုံကိုဘယ်လိုလုပ်မလဲဆိုတာကျွန်တော်အကြံရေးထားတာရှိပါတယ်ကချင်ဒေသကချင် unit ရဲ့အခြေခံဖွဲ့စည်းပုံကျွန်တော်ကရေးထားပါတယ်အစဉ်စစ်ဆွေးနွေးနေတယ်အဲ့ဒီခါမှာကျွန်တော်ကဌာနေသားများဖြစ်တဲ့ရှမ်းလူမျိုးများအရေးပါရှိတယ်ကို
အတိမပြုတ်တဲ့အနေနဲ့ခန္ဒီရှမ်းတို့မိုင်းခွန်းရှမ်းတို့စသည်ဖြင့်ဒီကျွန်တော်တို့အတိမပြုတ်ဖို့လိုအပ်တဲ့လူတွေလည်းကျွန်တော်တို့ဒီထဲမှာထည့်ထားပါတယ်ကိုရခါကျွန်တော်အထည့်ရတယ်ကိုရခါလူမျိုးများဟာကျွန်တော် KIO ရဲ့တော်လှန်ရေးတမိုင်းမှာနှစ်ပေါင်းများစွာပေါင်းခဲ့ပြီးတထောင်985 86ကနေကိုရခါတပ်ဖွဲ့ဆိုတာတပ်ဖွဲ့အနေနဲ့စာပြီးဖွဲ့စည်းလာတယ်အဲ့တော့ဒီရှမ်းတို့ကိုရခါတို့ရဲ့စာပေသင်ကြားရေးတောင်မှကျွန်တော်တို့ရဲ့ပညာရေးဝါဒမှာကျွန်တော်အထက်ပြီးရေးဆွဲထားပြီးသားဖြစ်ပါတယ်မိခင်ဘာသာစကားကျောင်းမှာသင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မိခင်ဘာသာစကားလို့ပြောတဲ့အခါမှာကျွန်တော်တို့မျိုးနွယ်စုတွေရဲ့စာပေများကိုသင်ကြားဖို့အတွက်ကျွန်တော်ကျောင်းမှာရေးပြီးကျွန်တော်ထက်သွင်းရေးဆွဲဖို့အားလုံးကျွန်တော်ဘူဝါဒတွေရေးပြီးမှစတင်ဆွေးနွေးနေဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြောင်းတွေမှာဘယ်လိုသိမလဲဆိုတဲ့အပိုင်းကိုကျွန်တော်စဉ်းစားထားတာကဥပမာကကျွန်တော်ပူတာဥပမာဆိုလို့ရှိရင်လောဝရှိမယ်ဒီဆူရှိမယ်တခြားရှိမယ်ဆိုမိမိရဲ့ဒီတိုင်းကမျိုးနွယ်စုစာပေများကိုအကြောင်းမှသင်ကြားရမယ်ဘယ်လိုသင်ကြားမလဲဆိုတော့သက်ဆိုင်ရာမျိုးနွယ်စုများရဲ့ယဉ်ကျေးမှုကော်မတီနဲ့ကျွန်တော်ညှိမယ်လိုအပ်တဲ့ကျောင်းသုံးပစ္စည်းဆရာဆရာမများလက်ခစသည်ဖြင့်အဆောက်အဦများအကုန်လုံးကိုကေရိုင်ဌာနကတာဝန်ခံမှုဖြစ်ပါတယ်ရှမ်းစာပေသင်ကြားရေးကိုကျွန်တော်အကြောင်းဒီမှာသင်ကြားဖို့ပြဋ္ဌာန်းတာပြဖြစ်တယ်ရှမ်းစာပေကိုအဓိကသင်တဲ့အကြောင်းများဖွင့်ခွင့်ပေးတဲ့ကျွန်တော်ဒီမှာတမတာပြတာဖြစ်တယ်ကေရိုင်ဟာ10နှစ်ကျော်ရှိပါတယ်ကျွန်တော်ပညာရေး policy မှာ private ကျောင်းတွေခွင့်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ရှမ်းစာနဲ့အခြေပြုတင်တဲ့အကြောင်းတွေမှာကျွန်တော်ကလိုအပ်တဲ့ budget တွေကူညီတယ်လို့ကျောင်းတိုင်းမှာကျွန်တော်လိုအပ်တဲ့နေရာတွေမှာကျွန်တော်မျိုးနွယ်စုစာပေများကိုသင်ကြားနိုင်လို့ဖြစ်ပါတယ်ဒါပေမဲ့ဘယ်တော့အထိသင်ကြားနိုင်လဲဆိုတော့သက်ဆိုင်ရာကျွန်တော်မျိုးနွယ်စုတွေရဲ့ဒီစာပေမှာအနှစ်သာရပါတဲ့ပညာရေးပိုင်းဆိုင်ရာဘယ်တော့အထိရေးသားပြီးစီးပြီးလဲဆိုတာပဲကျွန်တော်စဉ်းစားမှဖြစ်တယ်ဥပမာကျွန်တော်ခက်ခက်ပြောတာကျွန်တော်ဂျင်းခေါ်လိုက်တာပေါ့နော်ဂျင်းခေါ်စာတင်တဲ့ခါမှာကျွန်တော်ကဥကြည့်ချမ်းလိုက်ကျက်စားလို့ရတယ်ဆိုအဲ့ကနေမတက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျက်ဥမွေးထုတ်ရေးနဲ့ကျွန်တော်ကအချင်းလိုရေးထားတာမရှိဘူးကျက်ဥပုံမလုပ်တာလည်းမရှိဘူးအဲ့တော့ဗမာလိုအင်္ဂလိပ်လိုပဲပြန်တင်ရတာအဲ့တော့ဟိုဘက်ကဥကြည့်ချမ်းလိုက်ဆိုတဲ့အဆင့်ကနေထပ်ပြီးမှတင်ဖို့ပြမရှိဘူးဒါနဲ့ကျွန်တော်တို့မျိုးနွယ်စုစာပေတွေကိုကျွန်တော်ကဖျောက်ဖျက်လို့မရဘူးဒါပေမဲ့ကဘာကိုလိုက်နိုင်တယ်ဆိုလို့လိုက်လို့လည်းမရဘူးအဲ့တော့နောက်ဆုံးမှာတော့ပညာရေးဟာကျွန်တော်မီဒီယာနဲ့တွားရမယ်ဒါကြောင့်မလို့အခုကျွန်တော်ဒီမှာလုပ်နေတာတော့ကျွန်တော်တိုင်းသားမျိုးနွယ်စုများအားလုံးနဲ့ကျွန်တော်စီဝေးလုပ်နေပါတယ်ဒီမျိုးနွယ်စုရဲ့တမိုင်းကြောင်းများကိုသက်ဆိုင်ရာမျိုးနွယ်စုရဲ့ကော်မတီများကအတိအမှတ်ပြုပြီးမှအတည်ပြုပေးလို့ရှိရင်ဒါကိုလည်းကျွန်တော်အကြောင်းဒီမှာတင်ကြားမှာဖြစ်ပါတယ်ဒါကျွန်တော်အခုလောလောဆယ်လုပ်နေတဲ့အပိုင်းဖြစ်ပါတယ်ဒါအားလုံးခဲ့တဲ့6နှစ်9နှစ်လောက်ကတည်းကကျွန်တော်တို့ကြိုးစားနေပြီးမအောင်မြင်ခဲ့ဘူးအဲ့ချိန်မှာကျွန်တော်တို့တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်တွေကျွန်တော်တို့အစည်းအဝေးဖြစ်တဲ့အခါမှာတချို့မျိုးနွယ်စုတွေမလာဘူးတစ်ခေါက်လာတယ်တော်တော်များများလာတယ်ဒါပေမဲ့အဲ့မှာလည်းသဘောထားတွေတိုက်ဆိုင်တာနဲ့အစည်းအဝေးကိုဒီချန်နီကိုချုပ်နိုင်ဘူးအခုတော့ကျွန်တော်တို့တော်တော်လေးပြန်ခီးပေါက်နေပါပြီခုနပြောလို့လည်းလီဆူရဲ့အမိုင်းကိုလီဆူရင်ကျေးမှုဟိုကနေဒါတော့ကျွန်တော်လီဆူသမိုင်းအင်ဖြစ်တယ်တော့မထုတ်ရမယ်လောကဆိုင်ဝါလက်ချစ်စားနေဖြစ်တော့အဲ့တော့ဒီဟောင်းရဲ့ကျွန်တော်ကအကုန်လုံးအတိမပြုတ်ပြီးမှဒီတိုင်းပဲသွားမယ်ကျောင်းမှလည်းဒီတိုင်းပဲသိမယ်ဒါကျွန်တော်တင်ကြခွင့်နေပြီလို့အဲ့လိုကျွန်တော်ကဖြစ်လို့ရှိရင်တော့နောက်ပိုင်းမှာကျွန်တော်ကြားတင်မှာအငင်းပွားဖို့မရှိနိုင်တော့ဘူးလို့မြင်ပါတယ်ဒါဟာကုတောဒီကရဲ့ထူးခြားချက်ဖြစ်ပါတယ်ဒီနေရာမှာအရင်တည်းလို့ကျွန်တော်ပြောချင်တာတော့ဒီပြည်တော်စုလို့ခေါ်တဲ့ဒေသလေးဟာစကိုင်းတိုင်းဘက်ကိုပါသွားတယ်ဆိုလို့လီဒူလိုင်းရဲ့အရှိတ်ချမ်းမှာရှိတဲ့လီဆူလူမျိုးများပုံပြီးနေထိုင်ကြတဲ့ပြည်တော်စုဆိုတဲ့ကတော့ချစ်ပြီးနေဖြစ်ပါတယ်ဒါပေမဲ့မဆလာခေတ်မှာမိဘဌာနကနေနာဗာလန်ဆိုတဲ့ဘက်ကိုအယောင်ချေလိုက်ပြီးတော့စကိုင်းတိုင်းဘက်ကိုထည့်ဖက်တာဒါဒီလိုဂျာကာလာမှာဒီလိုဟာတွေလည်းကျွန်တော်ပြန်ပြီးကြည့်ရတယ်ဒါကျွန်တော် NUG နဲ့ CRP ဆိုတဲ့ကျွန်တော်မြစ်ဝါပြည့်တင်တင်တာဖြစ်ပါတယ်လို့ဒါထူးခြားတဲ့ကျွန်တော်တမဲချောင်းလေးအရာသွားတဲ့အခက်အခဲတွေဖြစ်ပါတယ်နောက်တစ်ခုကဒီကျွန်တော်တို့ဘယ်လောက်ပေါ့အောင်တကယ်တော့အရင်ဘယ်လောက်တော့နိုင်အခွင့်နဲ့ KIO ကထောက်လာမဟာမိတ်တို့ကျွန်တော်ကလက်မရေးထိုးခဲ့တယ်ဒါကြောင့်လုံခဲ့တဲ့9နှစ်လောက်လုံးကမဲချိုင်ကတခြားထပ်ပြီးတွေ့ပြီးမှ
ရခင်ပလောင်ကောင်းဆောင်များနဲ့အတိမပြုထားတဲ့သာဝရမဟာမိတ်ကိုဆက်ပြီးအတည်ပြုတယ်လို့ဒီခုလက်ရှိအဖွဲ့နဲ့လည်းကျွန်တော်ကပြန်ပြီးမှသဘောတူချက်တွေယူခဲ့တယ်ဒါပေမဲ့ပလောင်လက်ရှိအနေအထားအရကတော့ဒီကျွန်တော်ကြားထဲမှာအဖို့ဖြစ်တဲ့အများကြီးပေါ်လာတယ်ဒါပေမဲ့ဒါကိုကျွန်တော်ကလက်နဲ့ဖြည့်ရှင်းတဲ့ပုံစံမရောက်အောင်ကျွန်တော်ကြိုးစားနေတယ်ကျွန်တော်ပလောင်လူမျိုးတွေပလောင်တော်လာရေးကိုကျွန်တော်အခုလင်းလင်းပြောတာကခင်ဗျားတို့ပလောင်လူမျိုးတွေကိုပြည်နယ်ရအစ်နဲ့လို့ထောက်ခံတာကျွန်တော် KIO ပဲရှိတယ်ခင်ဗျားတို့မမေ့နဲ့ကချင်နဲ့ရှမ်းကမထောက်ခံပဲနဲ့ခင်ဗျားတို့ဘယ်လိုလုပ်ပြီးမှပြည်နယ်ရမှာလဲလို့ကျွန်တော်စီစဉ်မှာအခုလင်းလင်းပြောတယ်အဲ့တော့ကျွန်တော်တို့အခုခုနပြောလို့ပဲနေဦးတော်လာရေးကာလတစ်လျှောက်လုံးမှာအရင်ကအတိမပြုတ်မခံရတဲ့မျိုးနွယ်စုတွေဟာကိုယ့်ရဲ့မျိုးနွယ်စုတွေပြန်ပြီးပြတ်ပြုတ်ခံနိုင်ရေးကြိုးစားနေတဲ့အချိန်ကာလကဖြစ်တယ်ပလောင်ကလည်းသူပြည်နယ်လို့ချင်းတယ်ပို့လည်းလို့ချင်းတယ်ဆက်ပြီးဖြစ်ဖို့ရောစောတော့ကတူကနန်လို့ဆက်ပြီးအဲ့တော့ကျွန်တော်ကအတိမပြုတ်ဖို့လိုပါတယ်ဒီလိုအတိမပြုတ်ရင်းနဲ့ကျွန်တော်ဆွေးနွေးဖို့လိုပါတယ်ဒါပေမဲ့ကျွန်တော်ပြောတာကဥပမာကျွန်တော်ပလောင်လူမျိုးတွေကပြည်နယ်ရတဲ့လူမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်ကတကယ်အားလုံးပါဝင်တဲ့ညီလာခံကြီးမှာတင်ပြနိုင်ဖို့လိုတယ်ဒီနေရာတော့ကျွန်တော်ပလောင်လူမျိုးတွေရတဲ့နေနေဖြစ်တယ်ဆိုတော့အခိုင်အမာပြဖို့လိုတယ်တမိုင်းဆိုတာကကျွန်တော်တို့သာသနာမှာမိမိလူရဆွေးနွေးပြောတဲ့တမိုင်းတွေအများကြီးရှိပါတယ်အဝေးခေတ်တမိုင်းနဲ့အနီးခေတ်တမိုင်းရှိပါတယ်ဥမာအခုကျွန်တော်ရှမ်းမြောက်မှာကျွန်တော် KIO ရဲ့အုပ်ချုပ်ရေးစီးချထားတယ်ဥမာစေတံလိုနေရာမျိုးပေါ့နော်မူစေစေတံရဲ့တမိုင်းကြောင့်ဟာပကံဘယင်းတွေအနော်စတာကလေးကစေတံကအဲ့မှာသူရဲ့အမီးတော်ကပကံမှာသူကမိဖုရားအနေနဲ့ရောက်သွားတယ်အဲ့တော့နေမပြောလို့သူပြန်လာတယ်လမ်းမှာသူစီစီတီတဲတယ်သူနားတဲ့နေရာမှာချောင်းမှာသူနှောင်းပြုတ်ကြတယ်နှောင်းချချောင်းလို့မြဲတယ်အဲ့ပြန်ဆဲတယ်ရောင်းပြီးမှအဲ့မှာစီစီတဲတယ်နှောင်းချစီစီအဲ့တော့စီစီခုနစုတော့သူတည်ပြီးမှဆဲလာလို့ပြန်လာတယ်အဲ့တော့စေတံရဲ့တမိုင်းကိုရှာပြောရင်လည်းအဝေးကနေပြောလို့ရတယ်ပလောင်ကနေပြောလို့ရတယ်ကချင်ကလည်းပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုဟာမျိုးတွေလုပ်တယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့ဒီအခင်းအကျင်းအစ်ကိုပြန်ရေးတဲ့အခါမှာကျွန်တော်တို့ကိုအတိမပြုတ်ပါကျွန်တော်တို့ကိုဒီနေရာမှာကျွန်တော်တို့ကိုဒီလိုကျွန်တော်ရဲ့ရပ်ကွက်ကိုပေးပါလို့ပြောတဲ့အခါမှာခိုင်မာနဲ့ကျွန်တော်ပြောဖို့လိုတယ်ဒီနေချက်ခေတ်တုန်းကလိုမျိုးတော့မရဘူးကိုတိုက်ကိုယူဆိုတဲ့ခေတ်ကတော့မရှိတော့ဘူးဗြိတိရှ်ဟာတကဘာလုံးကိုသူတင်ခဲ့တာပဲတချင်းမှာမူလပိုင်ရှင်ကိုပြန်ပြီးခဲ့ရတာဖြစ်ပါတယ်လို့ကျွန်တော်ကဒီလိုအချင်းကျွန်တော်အသိပေးပါတယ်အသိပေးပါတယ်ဒါကြောင့်မလို့ဒီပလောင်အရေးဟာလည်းကျွန်တော်နိုင်ငံရေးအဖြစ်ရှိရမယ်ကိစ္စဖြစ်တယ်ရှမ်းပြည်အရေးဆိုတဲ့ကောင်းပါပဲရှမ်းပြည်နဲ့ SNA ဆိုရင်တော့မတူဘူးဒါပေမဲ့နိုင်ငံရေးအတုံးချတယ်အခုကျွန်တော်ပြောနေတဲ့အချက်ကတော့ရှမ်းပြည်ဆိုတာရှမ်းလူမျိုးဖြစ်သလားလို့ဒီကုန်းကျွန်တော်မေးထားတာဖြစ်ပါတယ်ရှမ်းပြည်ကိုလည်းကျွန်တော်မေးတယ်ရှမ်းယဉ်ကျေးမှုကော်မတီကိုနဲ့ရှမ်းကောင်းဆောင်များကိုလည်းကျွန်တော်ဒီမိကုန်းပဲမေးပါတယ်ရန်ကုန်မှာကျွန်တော်နိုင်ငံရေးပါတီ73ဖွဲ့ရဲ့နိုင်ငံတကာမစ္စတာနမ်ဘီယာတို့အဲ့ဒီတရုတ်ကိုစလေတို့ဦးအောင်မင်းတို့ပါတယ်အဲ့ဒီမှာလည်းကျွန်တော်ဒီမိကုန်းပဲမေးပါတယ်ရှမ်းလူမျိုးထဲမှာရှမ်းပြည်ဟာလည်းအပါဝင်ဖြစ်တယ်ဆိုကျွန်တော်ကရှမ်းကောင်းဆောင်များနဲ့ဆွေးနွေးမယ်တကယ်လို့ရှမ်းပြည်ဆိုတာရှမ်းလူမျိုးထဲမှာမပါဘူးဆိုကျွန်တော်ကရှမ်းပြည်ကောင်းဆောင်များနဲ့ဆွေးနွေးအဖြေရှာမယ်လို့ကျွန်တော်ပြောထားတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကချင်ပြည်နယ်မှာရှိတဲ့ရှမ်းလူမျိုးများကိုကျွန်တော်ကချင်လူမျိုးများကဌာနေတာလို့သတ်မှတ်ပါတယ်ရှမ်းပြည်နယ်ရှမ်းမြောက်မှာရှိတဲ့ကချင်လူမျိုးများကိုရှမ်းများအနေနဲ့ဒီဌာနေတာလို့သတ်မှတ်တာလားလို့ကျွန်တော်မိကုန်းမေးပါတယ်အဲ့တော့ဒါကျွန်တော်ဒီလိုမိကုန်းမေးနဲ့ဆွေးနွေးနေတဲ့နေရာမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကချင်တိုင်းသားလို့ပြောတဲ့ဒီထဲမှာပါတဲ့လူတွေဒီအရေးတောင်မှဆွေးနွေးနေရတဲ့အခြေအနေမျိုးနဲ့နန်းချင်ရတဲ့ဆွေးနွေးတာဟာလည်းဒီပြည်တော်စုကုန်းနဲ့ကျွန်တော်တွားနေတာဖြစ်ပါတယ်ဒါကြောင့်ဒီပလောင်အရေးဟာကျွန်တော်ဒီထားပြီးမှပြဿနာမကြီးအောင်ကျွန်တော်လုပ်နေတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောလို့ပဲကျွန်တော်တို့ရှင်းလင်းပြန်
စဉ်းစားကြည့်တဲ့အခါမှာတော့ပလောင်လူမျိုးများဟာလည်းသူတို့ပလောင်များရဲ့အတိမပြုတ်ခံရရေးကိုသူတို့ကြိုးစားတယ်တချို့နေရာတွေမှာတခြားလူတွေကဟာစာစာမဖြစ်တယ်လည်းအများကြီးရှိနေတယ်ဒါပေမဲ့သူကြိုးစားနေတယ်ဆိုတော့ကျွန်တော်တို့နားလည်ပေးရမှာဖြစ်ပါတယ်ခုနကျွန်တော်ပြောလို့အိုက်စလန်မှာနှစ်တစ်ထောင်ပြည့်တဲ့အခါမှာသူတို့ရဲ့အိုက်စလန်မှာနေတဲ့လူမျိုးတွေအကြောင်းကိုကဘာတိအောင်သူလုပ်တယ်ဥမာအခုဝါဆိုလို့ရှိရင်ဘကဘာအနေနဲ့ပြောရတယ်နောက်ပိုင်းမှာဝါတမိုင်းကိုတစ်ရေးပြီးတော့သူတနိုင်ငံလုံးတည်အောင်ကဘာလုံးတည်အောင်သူစူးစမ်းလာတယ်ခုနှစ်ပေါင်း30 40ဖြစ်တယ်အဲ့တော့ပလောင်လူမျိုးများဟာလုံခဲ့တဲ့ပိတ်မချသေးတဲ့နှစ်တည်းနဲ့စပြီးတော်လိုင်းရေးကိုပြန်လုပ်ပြီးတော့ပလောင်လူမျိုးရဲ့အရေးကိုသူတို့ကလူတွေသိအောင်လုပ်လာတယ်စူးစမ်းလာတယ်ဒါတစ်ဖက်ကသူတို့လုပ်ပေးထားတော့ကျွန်တော်အတိမပြုတ်မယ်ဒါပေမဲ့လမ်းမှန်ဖြစ်အောင်တဟဆာကဖြစ်အောင်တော့အကုန်လုံးနဲ့ဝိုင်းပြရမယ်ကျွန်တော်ကုမင်းမှာစီဝေးလုပ်နေတဲ့အချိန်မှာပလောင်တပ်ဖွဲ့ကိုစစ်ကောင်စီကဘာကြောင့်အောင်ဆိုချင်းဒီနဲ့လာတိုက်တယ်အဲ့ချိန်မှာဘုချုပ်တာဘုံကျော်ကအင်မတန်ဝမ်းသာတယ်ကျွန်တော်ပြောတာဟာတဲ့ဘုချုပ်တဲ့ကျွန်တော်တို့ပလောင်တွေကိုလည်းဒီနဲ့တိုက်ရတဲ့အဆင့်ရောက်နေပြီတဲ့သူကအဲ့လိုဝမ်းသာအားရကျွန်တော်ပြောတယ်ကောင်းပါတယ်ကြိုးစားပါလို့ဆိုတော့သူပြောတယ်အဲ့တော့သူတို့ဟာလည်းသူတို့တမိုင်းကိုရေးပြီးမှအခုအဲ့ဒါပလောင်တမိုင်းပလောင်လူမျိုးများကိုအတိမတ်ပြန်အပြုခံရဖို့သူကြိုးစားတယ်သူတို့ဘက်ကအမှားတွေရှိနေတယ်ကျွန်တော်တို့ဘက်ကလည်းအမှားတွေရှိနေတယ်တစ်ဖက်နဲ့တစ်ဖက်တဟဆာတာဖြစ်အောင်လုပ်ရမယ်အဲ့တော့အခုကျွန်တော်တို့ရောရောထွေးထွေးရှိနေတဲ့နေရာတွေမှာပို့ပြီးမှဒီလိုဖြစ်တတ်ပါတယ်အကြီးကတော့ကျွန်တော် KIO ကိုကွန်ပျူတာတော့ဒါဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမှလုပ်ရမယ်ဒီအချိန်မှာအလံဆိုင်ထားလို့ဒီနေရာဟာသူ့နေရာကိုနေရာဖြစ်သွားတာမဟုတ်ပါဘူးလို့ဒါကြောင့်ဒီအားတော့ကျွန်တော်နိုင်ငံရေးရဖြစ်ရှိမှုဖြစ်ပါတယ်လို့ပြောလဲရှင်းပြလိုပါတယ်ကျေးဇူးတင်ပါတယ်ဒီကျူပါဆက်然后อันเดเห็นมั้ย公司这样方你刚才是不是那人来天来这个人然后อันเด把飞机ยอมรับซับเลยดูว่าแบบสตาร์ทอัพพ็อกเก็ตยอมรับเจ๊จูบอกแซ่บอกแซ่ကျေးဇူးပါဆရာဖူဆယ်လုံးနဲ့ကျွန်တော်ရောက်ဖက်ကျေးဇူးပါဆရာဘယ်တော့လဲကဲဒါပါကျွန်တော်အရာအရေးကြီးတဲ့တစ်ခုကြံနေတော့ဒါဘယ်လိုပြောမလဲဇွဲစုရှိပါတယ်စไม่เชียร์พวกเช่น